အပိုင်း30လင်းနေဆိုသောအချိန်သည်ကုံမမသိကုံလွန်ရေးလာခဲ့သည်ထိုလင်းနေအတွင်မှာကျမတို့ပေါ်မှာမူချို၏ယုံကြည်ခြင်းအာကိုခြင်းချစ်ချင်းတို့မှာအမြင့်တွေလာကြတဲ့ကဲ့သို့ရောက်စားမူချို၏ဘဝမှာတဖြစ်လဲတိုးတက်ပြောင်းလဲလာခဲ့ပြီလည်းဖြစ်သည်လူတိုင်းမှာမိခဲပြပုံဖြစ်နေသောအရေးချင်းများရှိတတ်ကြသည်အခါခွင့်မကြုံ၍ပြဖုံးနေသောထိုအရေးချင်းများသည်အကြောင်းဆောင်ကပေါ်လင်ထင်ရှားပြသ၍လာတတ်ကြသည်မူချိုလဲထိုနည်း၎င်းပင်ဖုံးနေသောပြများကိုမြစ်တာရက်ဖြင့်လေတလက်ပေးမဲ့သူရှိလာသောကြောင့်မိကြည့်မိခဲကိုတရဲရဲနှင့်မြင်တွေ့နေရပါပြီမူချိုသည်10နှစ်တိုင်မြစ်တာဆောင်ကိုလုံလုံကြုံကြုံနှင့်ထွေးနှွေးခွင့်မရခဲ့သည့်ကလေးမူအရိုင်းစိတ်လေးများဝင်လာခဲ့သည်ရာလည်းမဆန်လူချင်းတုံးလည်းရှက်တင်ထားရှိရမည်စာနာမှုညှတာမှုများကင်းမဲ့နေရှာသည်မှာတဘာဝကြပါသည်ဤရိုင်းဆိုင်စိတ်များကြားမှာခေါင်းမသောအကျဉ်လေးမှာအံ့ဩခြင်းစရာပင်ခေါင်းမသည်ဆိုသည်မှာတာမန်အားနဲ့ကြည်လင်လူများလက်မခံခြင်းတော့လေစစ်စစ်ခေါင်းမသည်ဆိုသည့်အတိတ်ပဲသည်ထက်မြက်သည့်စိတ်ကိုပြသည်ဤစိတ်ကလေးကိုအကောင်းဘက်သို့တဲမှတ်ပေးဖို့သာလိုသည်မဟုတ်ပါကဤခေါင်းမမှုမျိုးသည်အကောင်းဆုံးသို့ရောက်လင်ရာမရောက်ကအဆိုးဆုံးကိုလည်းကြုံတွေ့ရတတ်သည်ဤထက်မြက်မှုလေးကိုကျမအောင်မြင်စွာနဲ့အသုံးချပေးနိုင်ခဲ့သဖြင့်မူချိုသည့်အတန်းထဲမှာစာတော်သောစူးစမ်းမှုရှိသောကလေးတစ်ယောက်ဖြစ်နေရောက်ရှိလာခဲ့သည်မလျှော့သောစိတ်ဆွဲလေးနှင့်မူချိုသည်တတိယတန်းမှနှစ်ဝက်နှင့်စတုတ္ထတန်းသို့တင်ပေးခြင်းခံရသည်ထို့ကြောင့်မူချိုကျောင်းနေသော၄နှစ်ကာလမှာ၄တန်းရခဲ့သည်အသက်အားဖြင့်14နှစ်လည်းရှိခဲ့ပြီဖြစ်ရာမူလာတန်းစကောလာရှစ်စုကိုမမျှော်လင့်နိုင်တော့ကြီးသို့တော်မူချိုကအကျိုးစားမပြတ်ပါကြီးအချိန်ကမူချိုစတုတ္ထတန်းဆောင်ဝဲကြီးဖြည့်ဆို့နေခြင်းလည်းဖြစ်သည်ကျမနဲ့တော်ကြီးသည်ကလေးများကျောင်းဆင်းပြန်လာရင်ကျွေးမွေးရန်ငပြောသည့်အုံတို့ပါမုံများကိုလှုပ်ရည်နေပါသည်ဆောင်ဝဲရများပေမို့ကလေးတွေခါတိုင်းထက်ကိုစိတ်ချမ်းသာပျော်ရွှင်မှုရစေရန်ကျမ်းမာရွှင်လန်းစေရန်ဂရုစိုက်ရပါသည်ကျမကိုယ်တိုင်ကြိုးသောတာကူကြိုပူပူနွေးနွေးနှင့်ငပြောသည့်အုံတို့ပေါင်းများကိုစပွဲမှာအငွေ့တစ်ထောင်တောင်အနက်တသိန်းနဲ့အစင်းလေးဖြစ်နေချိန်မှာအုံမတီလာနီလာကျောင်းကြိုကားနှင့်ပြန်ရောက်လာကြပါသည်ယခုအချိန်မှာနီလာလဲကျောင်းနေပြီဖြစ်သည်ကလေးတွေကြီးလာပြီဖြစ်တဲ့ကြောင့်ပင်ပန်းလုံးအားကြီးသောကြောင့်တကြောင်ရခင်ကဲသို့ကျမတို့ကိုယ်တိုင်ကျောင်းမို့ကျောင်းကြိုမလုပ်ရတော့ကျောင်းကြိုကားနှင့်သွားနေသည်မှလည်းကြာပြီဖြစ်သည်မူချိုရောသမီးကားပေါ်မှာ3ယောက်သာဆင်းလာရင်မေးလိုက်ရခြင်းဖြစ်သည်မူချိုတငယ်ချင်းတွေနဲ့တိရစ္ဆာန်ရုံသွားကြတယ်မိမိဟုတ်လားသမီးဘယ်သူတွေပါသေးလဲဒါတော့သမီးမသိဘူးမိမိကျောင်းလို့တော့မတ်ချိုကလာပြောတာမိမိကိုပြောလိုက်တဲ့မတ်ချိုတငယ်ချင်းတွေနဲ့ဆီယာမနဲ့တိရစ္ဆာန်ရုံသွားတယ်လို့အော်ဆီယာမလည်းပါတာကိုဒီနေ့ဆောင်းဝဲနောက်ဆုံးရက်မို့ပျော်ပျော်သွားကြတယ်နေမှာပေါ့ဆီယာမပါသည်ဆိုရင်ကျမစိတ်မှာလည်းအတန်ငယ်တက်တာရေးသွားသည်ထုံးစံအတိုင်းတော်ကြီးရမှုပြေထောက်လုံးရည်နေသည်လူကြီးမပါပဲဒင်းရပါလို့လိုက်ရလဲသူ့ဟိုကသူများထက်ကိုကဲတယ်ဩဒေါ်ကြီးရဲ့ဆီယာမလည်းပါနေပြီပဲဘာဆီယာမလဲဆီယာမပါရနဲ့ပျော်ဝဲစားထွက်ရင်ရှင်နေတာတို့ဘာလို့သတင်းစာထဲမှာညီးမတွေ့ဘူးလားမိဘလုံနေပြီးတော့ညီတော်တော်ကိုတာဝန်မဲ့တဲ့စကားပြောသမီးတွေမွေးပြီးအခုတည်းကကြက်ကြက်မတ်မတ်လုပ်ပါအမိမူချိုကအကြီးသူလိမ်မာမအငယ်တွေကလိမ်မာမနို့မူချိုလည်းအနေထိုင်စီးကန်းရှိတာပဲဒေါ်ကြီးရဲ့စီးကန်းရှိလို့သာငါနဲ့ဖြစ်နေတာပေါ့ဒါမဲ့ခုတလောတော့ငါကြည့်မရအောင်အိရှိထွက်ရလို့ကလေးတွေနဲ့ရောပြီးဖန်ခုံလို့ခုံအရင်ကလည်းခုံနေကြပဲဒေါ်ကြီးရဲ့သူ့စိတ်ထဲမှာအရင်အတိုင်းကလေးစိတ်မှုကစားတာပေါ့ဒေါ်ကြီးရဲ့ဒါကိုဟန်တာလိုက်မှာစင်အဲ့ရစိတ်နိုးဆိုသလိုအပြိုစိတ်ပအောင်လို့လုပ်ပေးရကြမှာလဲစဉ်းစားရသေးတယ်ဒေါ်ကြီးရဲ့ဒေါ်ကြီးစကားပြန်မပေးတော့ပါတကယ်တော့ဒေါ်ကြီးစိုးရင်မီးဆိုကလည်းစိုးရင်စရာမရှိသည်ကြီးကမဝင်တဝင်အေးရွယ်လေးများသည်အနေထိုင်မတက်စိတ်ဆက်ဆန်းနေမှုသူတို့ကိုကင်တွယ်ရမှာလဲပညာသားပါဖို့ကလိုအပ်သည်ဤဒီယိုတတိထားမိသောကျမသည်ထိုညနေမူချိုပြန်အောင်သည်နှင့်ဤဒီယိုတတိထားမိသောကျမသည်ထိုညနေမူချိုပြန်အောင်သည်နှင့်ခါတိုင်းနှင့်မချပျော်ပျော်ရွှင်ရွှင်ပဲဆက်ဆံသည်ဆီယာမနဲ့အတူသွားသည်မို့ကျမတို့ပြောစရာမလိုလာတော့လဲဤအတွက်ကျမတို့ပူပန်နေရမှုကိုနားလဲသွားအောင်လို့မူချိုအားပြောပြရပါသည်ကျမအင်းများနဲ့စခန်းသိမ်းခဲ့ပါလေတခမ်းမရက်နိုင်သူကတော့တော်ကြီးပဲဖြစ်သည်ဒေါ်ကြီးနဲ့မူချိုတို့ပူညံညံပဲဖြစ်ကြတော့သည်ဒါရန်ကုန်ဟန်မိချိုမိမပါဖမပါနဲ့နင်တို့ရွာလို့အောင်းမိနေလားနင်တို့ရွာချောင်းကြိုချောင်းကြားတယောက်တည်းမကလို့တချမ်းနဲ့ပဲသွားအောင်ဘာအေးလဲရန်ကုန်ဆိုတဲ့မျိုးကအုတ်ထင်းသူပါတာတောင်တန်ကမကြဘူးဘယ်သူမှလည်းယုံရတာမဟုတ်ဘူးမိချိုနောက်အင်ရလူကြီးမပါဘဲနဲ့ဆက်ဆော့ဖို့စိတ်မကူနဲ့ဒေါ်ကြီးစကားကစိုးရင်ဆုံးမသည်မှန်တော့လဲနဝင်းမချိုးခြင်းစရာပင်ဖြစ်သည်ပြီးနောက်ကျမမကျေနပ်သည်ကနင်တို့ရွာဆိုသည့်စကားနဲ့ဘွာဟောင်းအဆောက်ဖော်ပေးသည့်စကားပင်ဖြစ်သည်
ကျမကမချိုဟာသူမရဲ့မပြေလည်ခဲ့တဲ့အတိတ်ကိုအပြီးမေထားစေချင်ပါသည်ဘဝတက်ကိုချီတက်ရမှာဘဝဟောင်းကိုအောင်းမေစမ်းသစ်ခြင်းလည်းမဖြစ်စီလို့မချိုသည်ရွာလာတဲ့မချိုမဟုတ်ကျမတို့ရဲ့မြစ်တာရဲမြုံမှာကြီးမြင့်လာတဲ့မချိုဖြစ်နေသူ့အတွင်းမှာဝင်စားနေစေခြင်းသည်ဒေါ်ကြီးပြစ်တင်ကျိမ်းမမှုကြောင့်ထုံညာမချိုအတော်ပဲစိတ်ထိခိုက်သွားပုံနဲ့ရသည်သူ့မှာအပြည့်မရှိဆိုတော့ယူဆလေးနဲ့ဒေါ်ကြီးရဲ့စူပူမှုကိုလည်းနာကြီးသွားပုံရသည်ပိုးကြီးပြဿနာပေါ်အောင်ဖြစ်လာရသည်ကနောက်တရက်မှာမူချိုးတန်စာတိုင်းမှာဆက်ဆက်မြတ်မြတ်ရောက်ရှိလာသောစာနှစ်ဆောင်ကြောင့်ပဲဖြစ်သည်တခါမှမလာစဘူးအလားထိုးတဲ့ပြင်ကျမအံ့ဩသလိုတော့ရှိမိတော့လဲမူချိုးအပေါ်မှာထူးထွေတွေတော့မယုံသင်ကမရှိမီအဘဲကြောင့်ဆိုတော့မူချိုးသည်ခလေးပြီးခလေးစိတ်သာရှိသည်ကိုကျမတီးပြီးဖြစ်တော့ကြောင်းပဲစာရကလေးကအနှဲငယ်အိမ်တွေပြည့်တဲ့အောင်ရှိနေတော့မူချိုးအကဲခတ်ကတော်ကြီးကကျမကိုမျက်စာပြစ်ပြသည်ဒိုးတောင်ကျမကမူချိုးစာအတွက်ကိုစိတ်ဝင်စားမှုမပြပဲသူကစတဲ့အပြောကိုသာစောင့်နေလိုက်ပါသည်ထိုစဉ်ခဏဒေါ်ကြီးနဲ့မူချိုတို့၏အတန်ကိုကြားလာရတော့သည်ပေးပါမမီမြဘာလို့မူချိုစာကိုယူဖတ်တာလဲမူချို၏တဟင်းကိုတန်ကနောက်ဆက်တွဲ၏ပေါ်လာသည်ဒေါ်ကြီးရမစာနဲ့ဆောင်ကိုင်းကကျမထံသို့ရောက်လာပါတော့သည်လူအဖြစ်အပြုံမဖြစ်သေးဘူးရီသားတနာထားဖို့စိတ်ကူးနေလားမသိဘူးဟောဒီမှာဘယ်ချိန်ကမိတ်ဆက်လိုက်တယ်မသိပါဟိုမင်းသမီးနဲ့ဟိုမင်းသားစီကပြန်စားတော့ဒေါ်ကြီးလှမ်းပြီးတော့စာကိုလှမ်းယူကမူချို၏လက်ထဲသို့ထည့်လိုက်သည်မူချိုကမိတ်ဆက်စာရေးဘာတွေတောင်ရေးတက်နေပြီလားဘယ်ဟာများဒီမင်းသမီးနဲ့မင်းသားလိပ်စာတွေကိုတိလိုက်တာလဲကွယ်ကျမကမူချိုအဆက်ပြေသွားစီရန်လေပြေထိုးလိုက်သည်ဤခါမှမူချိုခေါင်းမော့လာကရုပ်ရှင်စာဆောင်နေရပါမမတန်တော့မူချိုကရုပ်ရှင်မင်းသမီးလှုပ်ချင်နေပြီထင်တယ်မူချိုကအတန်လေးထွက်အောင်မင်းရှယ်ပေါ်ရလာခဲ့သည်ညီတို့လိုလက်တဲ့ဆန်းချင်တဲ့ကောင်မလေးနေမှာပေါ့တလောလုံးကသတင်းစာထဲမှာရုပ်ရှင်ယူပြီးအိမ်ရလက်သွားတဲ့ကောင်မလေးတယောက်ရန်ကုန်မှာမသွားတတ်မလားတဲ့နဲ့ကံကောင်းလို့ရဲအကူကြီးရပြီလို့သာပေါ့ဒီလိုမိန်းကလေးတွေပါပဲမဖြစ်တဲ့နာတွေဖြစ်ကုန်တာဒေါ်ကြီးကသူ့ထုံးစံအတိုင်းမဲကရွက်ကနေပြောလို့ရအောင်စွတ်ပြောလိုက်ရာမူချိုကမတိမတာလေးနှခိုင်းလေးဆူသွားသည်မူချိုမင်းသမီးမလုပ်ချင်ပါဘူးမင်းသမီးမင်းသားကိုတော့ချစ်တော့ချစ်တယ်မူချိုကကလေးတယောက်အဖြေပေးနည်းမျိုးကိုပေးသည်အော်ဒီလိုလားအေးပေါ်မင်းသားမင်းသမီးဆိုတာချစ်စရာလဲကောင်းမိတာကိုဒါမဲ့မူချိုမမတို့မူချိုတို့ကမင်းသမီးမင်းသားကိုအပြင်မှာတီကျွမ်းဆက်ဆံမှုတာမဟုတ်ဘူးပိတ်ကားပေါ်မှာပဲမြင်မှုတာနော်ရုပ်ရှင်ထဲမှာဒီမင်းသားဟာဇလန်းရတော့လူတော်လူကောင်းလူစားကောင်းကြီးဖြစ်ပြီးမဲ့အပြင်မှာဖဲသမားအရက်သမားဇာရိတာပြပြသူလည်းဖြစ်ချင်ရင်ဖြစ်မယ်ရုပ်ရှင်ထဲမှာလူချမ်းလုပ်တဲ့သူကအပြင်မှာလူရိုးလူကောင်းကြီးတွေလည်းဖြစ်ချင်ရင်ဖြစ်မယ်ဒီတော့သူ့အမူအရာတရုပ်ဆောင်မှုကိုလေးစားလို့မိတ်ဆက်တာတော့ဆက်ပေါ့ဒါမဲ့ပိတ်ကားပေါ်မှာမြင်မှုတဲ့မင်းသားကိုဇလန်းထဲကအတိုင်းအောင်မိပြီးအယမ်းမဲ့အထင်ကြီးအယမ်းမဲ့ခင်မင်မှုတွေတော့မလွန်ကဲသင့်ဘူးပေါ့မူချိုကကျမ၏ပြောစကားကိုသဘောပေါက်တော့ပေါက်သွားဟန်တူသည်နောက်ပြီးလူတိုင်းကိုလည်းမိတ်ဆက်စာရှောက်ရတာမကောင်းမူချိုမမြင်မှုမသိဘူးတဲ့လူတွေကိုရှောက်မိတ်ဆက်နေမဲ့အစားနေ့စဉ်မြင်တွေ့နေရတဲ့အတန်းသားအချင်းချင်းပို့ပြီးချေးခဲခဲညီညွတ်ရှိဖို့စူးစမ်းရင်မကောင်းလားဒီမိတ်ဆက်စာတွေကိုရေးလို့အချိန်ကုန်နေမဲ့အစားအကျိုးရှိတဲ့စာဖတ်ဝါဒနာပါရင်စာဖတ်လိုက်တာမကောင်းလားမူချိုကပြုံးစီစီလေးကောင်းညှိပြသည်မူချိုသည်စာအလုံးဖတ်ချင်သောကလေးဖြစ်သည်ဖတ်ယုံနေမကတခါတည်းမှာသူကိုယ်တိုင်ရေးသားသောခုဖြူလေးပုံမြင်ကောက်ဆိုင်ပညာစားသည်တို့ကိုလည်းကျမဖတ်ရသည်ခလေးသိညာလေးနဲ့ရေးထားသည်မို့ကာယမကြီးအမိမောက်မတဲ့တော့လဲသူ့ဝါဒနာကိုကျမတို့သိရှိခွင့်တော့ရခဲ့သည်လာစဉ်ထုံမကစင်ဂျာနဲ့ရုပ်ဆောင်များနဲ့ကောင်းတို့ရစာအုပ်လေးများကိုခလေးများတက်ဝယ်ပေးမြဲပင်ဖြစ်သည်သူတို့စာဖတ်တိုင်းလဲကျမတတိပေးရသည်စာဖတ်တာဘူးတုဒဆုံတယ်ဒါမဲ့အကျိုးရှိအောင်ဖတ်တတ်ဖို့တော့လိုတယ်အဲ့ဘူးတုဒဆုံတဲ့ထဲကကောင်းတာအောင်မှတ်ထားအတူကိုမကောင်းတာအောင်မကောင်းတာမှသိပြီးသင်ခန်းစာယူဆင်ခြင်ရမယ်ဒေါ်ရမူသမီးများစာအုပ်ဖတ်လည်းမကြိုက်ချင်းမူချိုးထံသို့ထိုးစားနှဆောင်ရောက်ပြီးတဲ့ကမူချိုးကိုစီကန်းပေါက်ခတ်ချုပ်ချယ်စားလည်းပြုလာသည်ဒေါ်ကြီးဟာအရှိထွက်ရင်ထွက်ပြန်ပြီးရန်နာရဲ့ရက်ပြန်ပြီးနဲ့မလွန်လုံးလားဒါဒေါ်ကြီးတို့ရဲ့ခေတ်မဟုတ်ဘူးနော်20ရာစုခေတ်တိတ်လည်းမဖိနေနဲ့ဖိလွန်းရင်ကြွားလိုက်မယ်ကျမကသတိပေးရသည်ငါဘိုင်းကောက်ကြောက်ပြီးမင်းလေးပြီးသားအောင်လို့အခုတည်းကစီကန်းပေးနေရဒါအောင်ကြီးရပါဖိရနှိပ်တယ်လို့ထင်သလားမကြပါဘူးတော်တော်နဲ့အိမ်ရှိမှာမဲဒလင်းသားတရောတန်ကြီးကြားရတော့မှာအဲ့ဒီကြမှာညီငါ့ကိုကျေးဇူးတင်ရမယ်မှတ်ကျမမှာဒေါ်ကြီးစကားကြောက်ပြုံးများမယ်ပြုံးမိပါသည်မူချိုးသည်အပြိုးပဲမဖြစ်သေးတော့ကြီးကောင်ဝင်စားအရွယ်ပဲဖြစ်သည်အခုကမှသူ့အတွက်ကိုပြဿနာဖြစ်နေရပြီ
လူကြီးများ၏စွန့်ရင်ကြီးမှုသည်စွန့်ရမရောက်ပဲချုပ်ချယ်ရလဲရောက်တတ်သည်ဤချုပ်ချယ်မှုများသည်ပင်လူငယ်များ၏စိတ်ဓာတ်ကိုအမှားဘက်သို့ပို့ဆောင်ပေးရတယ်လို့လည်းဖြစ်တတ်သည်လောက၏အကြောင်းကိုရေလဲလဲလဲနားမလဲ16နှစ်ရွယ်နဲ့လေယုံသည်ဆိုသည်ကဒေါ်ကြီးတို့ခက်ကပုံများသည်ဟု၏ကျမထင်သည်ဘူတုဒနေပါရှာသောတောသူတောင်သာလက်လုံလက်စားသားသမီးများမှအပါယခုခေတ်မှာ15နှစ်နှင့်လေယုံသားမွေးရနေပါပါသည်ခက်ကပညာအောင်လိုလားတဲ့ခေမိမမှန်လည်းမိဖို့ကြောင့်ထိမ့်သိမ်းရမည်မိမဟူကရေတက်ဖတ်တက်လင်လုံလောက်ပြီးဆိုသောယူဆကိုကျင်းမြောင်းသောယူဆဖြစ်နေတတ်မှတ်နေကြလေပြီမိမများ၏လိုအားကိုမိဖို့ကြောင့်ထဲမှသာကုတ်ဆုံးမနေစေပဲယောက်ျားများနဲ့တန်းတို့တိုင်းပြည်တာဝန်ကိုထမ်းဆောင်ရမည်ဟူသောအသိစိတ်ဓာတ်ဖြင့်နိုးကြနေပြီဖြစ်သောတက်ခေတ်လည်းဖြစ်သည်ဤခေတ်မှာဒေါ်ကြီးတို့၏ခေတ်တုန်းကကဲ့သို့အိမ်နှင်းပုံရိပ်လူရမဝင်မိမတို့အိမ်တွေရွှေပေးလို့မရဟုသောစကားမှာသူ့နေရာနဲ့သူသုံးဖို့ပဲတင်သည်ဘရုံမအင်ကြီးကိုဘော်လီလက်ပြား၏တထက်အောက်ခါရည်စည်းတထက်ခံပြီးကြီးပြင်းလာခဲ့ရသောအပြိုကြီးဖို့မူချို့ကိုလည်းစီကံမျိုးမျိုးပေးခြင်းငကိုကပင်အပြောကလည်းမတက်အပေါက်ကလည်းခတ်ဆိုးဆိုးမှုဒေါ်ကြီးနဲ့မူချိုမှာတကြက်ကြက်ပဲဖြစ်သည်ဖိလင်ကြွသည်ဆိုသည့်စကားအတိုင်းမကျေနပ်မှုအဆိုင်ခဲကြီးထွားလာတဲ့အခါမှာမူချိုကလည်းပြန်လည်ခြေပပြောဆိုမှုများရှိလာသည်ဤခါတော်ကြီးကအမလေးဘသူမှကျုပ်ကိုပြန်မပြောဘူးပဲနဲ့ညီးကြမှာကျုပ်သိက္ခာချခံရတတ်တော့ဆက်ဆက်ခါနာပြန်လေသည်တို့ဖြစ်သူတို့၏ဆက်ဆံရေးကတင်းမလည်းရရှိသည်ဒေါ်ကြီးမှကလေးဆန်တော့အပြောဆိုအပြုမှုများရှိသဖြင့်ပူရီလည်းခံနေသည်မူချိုထက်ပင်သူကငယ်နေသေးလားမပြောတတ်မူချိုနဲ့အပြိုင်စိတ်ကောက်ချင်လဲကောက်နေသေးသည်ဒေါ်ရလည်းကလေးနဲ့အပြိုင်စိတ်ကောက်နေခတ်လိုက်တာဘာကလေးလဲဒါကလေးလားငါ့အောင်များသူကမိမိမြဒါကြောင့်အပြိုကြီးဖြစ်နေတယ်လေပါလေးနဲ့မိမိမြမစုံနိုင်မူချိုတို့ချုပ်ကျတယ်လေပါလေးနဲ့ဒေါ်ကြီးပြောကကုံမှာတွားရီခလုတ်တိုက်တော်မူချိုကိုကျမ၏စိတ်ထဲမှာလည်းကြိတ်ပြုံးမိရသေးသည်ဒုတာကျမ၏အပြုံးကိုမျက်နှာမှာမဖော်ဝင်ပဲဒေါ်ကြီးတို့သာဖြောင်းပြဖို့ကြိုးစားရသည်ခလေးမို့ဒီလိုမပြောကောင်းတာတွေကိုပြောတာပဲဒေါ်ကြီးရဲ့ကို့မြည်ပဲဟာဒေါ်ကြီးကဥပုံနာနာဆောင်ပြီးတီးခန့်အောင်မှာပေါ့ဒေါ်ကြီးကိုဖြောင်းပြရတဲ့ကဲသို့မူချိုကလည်းတစ်ဖက်မှဆုံးမရသည်မူချိုဒေါ်ကြီးကမူချိုကိုချစ်လို့ပြောတာနော်မချစ်ရင်မျက်နှာလွှဲနေလိုက်မှာပေါ့ကိုချစ်လို့ပြောတဲ့သူကိုမစော်ကားရဘူးမူချိုရဲ့ဒို့တာအောင်နှုတ်ဆက်ဆံမှုမူလအခြေအနေသို့မရောက်လင်ကကျမမှအကြံထောက်ရပြန်သည်ຫນွေချောင်းဝဲရမှုဒေါ်ကြီးနဲ့တွဲကမူချိုတို့ကလေးတစုအားရုပ်ရှင်ပြစေသည်ရွှေတကောကဘာကြီးတို့ကိုပူစေသည်ထို့များမကဆယ်ပြောင်းလဲဖြစ်စေရတဲ့ကြောင့်မရောက်သည်မှလည်းကြာပြီးဖြစ်သောမွေးရမည်အညာကိုရောက်လို့ရည်လဲတဲ့ကြောင့်ကလေးများကိုယ်တိုင်သွားလို့လာတော့စကိုင်းမန္တလေးရွှေဘုံမြို့များသို့ခီးထွက်ရန်လဲစိတ်ကူးထားသည်ရောင်ကမလွယ်လင်ပြင်မသို့ခီးမဆန်မှုသောကလေးများဒေသနာဘုဟုတုတလည်းနေပါသည်မူချုံမလွယ်လင်အောင်မာတို့တီတာတို့တောလည်းမမြင်ဘူးတောင်လည်းမတွေ့ဘူးလှဲတို့နွားတို့ဆိုရင်ဝေလာဝေးယခုကဲ့သို့ခီးထွက်ရမည်ဆိုရင်အားလုံးပညာစင်ညာနဲ့စိတ်အားထက်သန်နေကြသည်မေမေရွှေဘုံမှာဦးအောင်စီကတိဆောက်ခဲ့တဲ့ကျုံတို့နန္နာကန်တို့ဆိုတာကိုတွေ့ကြရမှာပေါ့နော်မေမေမန္တလေးရောက်ရင်နန်းတော်ကိုပြစမ်းပါစကိုင်းရောက်ရင်ရာဇဝင်ထဲမှာပါတဲ့အစီကံခါဒကိုကြီးပြအောင်ကြည့်ရမယ်ခလင်းများမှာကျောင်းသင်ခန်းစာထဲမှာပါဝင်သည့်ရာဇဝင်များကျောင်းကိုစိတ်ဝင်စားနေတဲ့ကဲ့သို့ဆွေမျိုးညတိများနဲ့တွေ့ရမိတော်ကြီးမှလည်းမေရင်ကဒွင်းယိုလေးကိုကြိုက်တတ်တယ်ရှင်လာလာကသူမှားမားနေတဲ့နန်းသက်ဖြူမပါလာရင်ရန်တွေ့အောင်မယ်တတ်တတ်ကြီးသူကအင်မတန်ကိုနူးကျင်လှကျင်တဲ့မိန်းမရွှေတကုံပြေးပြီးနန်းသက်ဖြူလေးဝဲကြည့်ပါအောင်ကွယ်ခလေးတွေလမ်းမစားဖို့လဲတားလေးငါးလေးကြော်ဖို့ကိုလည်းမမေ့နဲ့တကယ်မှမချူဟာရထားစီရင်အန်တက်တယ်ဆိုတာလဲသူ့အတွက်ဟိုဆေးလေးဝယ်ဖို့မောင်နှောင်သတိပေးအောင်နော်တက်တက်ကြွကြွနဲ့လမ်းဆိုင်ရင်နေသည်ခရီးမသွားမီကပဲကျမရီမန်းချက်သုံးဖို့တပုံမှာပြေးစော်ရီလာပြီးလဲဖြစ်သည်သို့တော့ကျမတို့စီစဉ်အကောင့်ထဲမှာဖော်ရသိမီရန်ကုန်တစ်မြို့လုံးမှာတလုံးလုံးတရွရွနဲ့ပြောင်းလဲမှုကြီးတရက်ကပေါ်ပေါက်လာခဲ့တော့သည်ရန်ကုန်မြို့မှာသာမကမြန်မာတိုင်းနိုင်ငံလုံးစိတ်အားထက်သန်မှုနဲ့နှိုးကြနေသောအချိန်လေးဖြစ်သည်ရုံများစီးများလက်ဖက်ရည်စာများကအစလူတိုင်းရေဒီယိုနဲ့သတင်းစာကိုစောင့်မျှော်နားဆင်နေရသောအချိန်လေးဖြစ်သည်သမရမန်းဝင်းမှာဝင်ကြီးချုပ်အုံနုနဲ့ဝေကြီးများအပြင်ရှမ်းစော်ပါချို့တို့အားထိမ့်သိမ့်လိုက်ပြီးနောက်တပ်မတော်ကအာဏာသိမ်းယူလိုက်ပြီးဖြစ်သည်ခရီးထုတ်ဖို့ခိတရဆိုင်ထားသောကျမတို့သည်တညနေမှရုပ်ရှင်ကြည့်ရန်လာခဲ့သည်အိမ်တကားတော့ပေပြီးပြင်မထားတတ်သူကျမသည်ရုပ်ရှင်ကြည့်လင်လူခဲကြီးကြည့်သောထုံးစံတစ်ခုကိုလှုပ်ထားခဲ့သည့်အတိုင်းထိုနေ့ကကိုနိုင်ကျမနဲ့တီယာနီလာတို့သာပါလာသည်ဒေါ်ကြီးနဲ့အတူအောင်မာနဲ့မူချိုတို့မှအိမ်ဆောက်ဖြစ်နေကြံခဲ့ပြီးနက်ဖြန်မှသူတို့အလှန်နဲ့ရုပ်ရှင်ကြည့်ရမည်လည်းဖြစ်သည်
ရုပ်ရှင်ရုံတစ်ခုလုံးမှာလူစီမျက်စီလျက်ပတ်ဝန်းကျင်တစ်ခုလုံးကလည်းလှော်ရရနဲ့စီကားမျက်စီကားလျက်ပင်ရှိသည်ရုပ်ရှင်ပြီးအပြန်မှာမမျော်လင့်မဲ့ဆွဆွေနှင်းကိုတွေ့ရသည်ဆွဆွေနှင်းခင်မဦးမျိုးလတ်နဲ့အတူဆွဆွေနှင်း၏သားနှစ်ယောက်သမီးလေးတစ်ယောက်ကိုပါအထိန်တော်မူဆွေးနဲ့အတူတွေ့ရပါလေသည်မတွေ့ရတာကြာသွားပြီဖြစ်တဲ့ဖြင့်ဆွဆွေနှင်း၏သားကြီးဖရက်မှာမမမိလောက်အောင်လို့ဖြစ်နေသည်တက်ကအပြင်မထွက်ဘူးရုပ်ရှင်နေပါရဲ့ကြည့်လို့ဘာလဲဟဲ့အောင်မွဲခံတဲ့အထိန်မှန်လားတက်မတော်အာနာသိမ့်မှုကိုရည်ညွှန်းပြောလုံဟန်တူသောဆွဆွေနှင်း၏နောက်ပြောင်မှုကိုကျမမှတောက်ပြန်မနေကြတော့ပါဖရိုက်ဂဝဲပိုကေကိုသာကျမဘဝင်မကြဖြစ်နေခဲ့သည်ကောင်းလေးနဲ့အသက်ကလည်းငယ်ငယ်ပိုကေရှိင်းနဲ့ဆိုတော့လူကြီးလိုလိုဝတ်ထားတာကလည်းဖိချက်ပေါင်းပြီးဆိုတော့လူကြီးမဟုတ်ကလေးမဟုတ်နဲ့ကြီးရခတ်ပါပြီဟူရေးလဲစင်ကျင်နေမိလေသည်ထိုညကျမတို့ဆွညင်းတော်လည်းမရဆွဆွေနှင်းတို့၏ကားလေးနဲ့အိမ်တို့ရောက်ခဲ့သည်တလန်းလုံးလဲဆွဆွေနှင်းကသူ့ထုံးစံအတိုင်းလေးဖောင်းလျက်ဦးမျိုးလက်ကကားရှိပိုင်းမှာကိုနိုင်တဲ့နိုင်ငံရေးရာများကိုထင်ကြေးပြီးဝေဖန်ရေးပြောဆိုနေတဲ့ကဲ့သို့ဆွဆွေနှင်းကလည်းရောက်တဲ့ရာရာများကိုပြောဆိုနေသည်ဒေါ်ပုလာလာတက်မလာကြပြီဆွဆွေအရင်ကတော့6လတစ်ခါလောက်တော့လာတယ်နောက်ပိုင်းကိုလည်းခက်တီတီဆက်ဆက်လိုက်တာအလားကျဲသွားတယ်လေဆွဆွေစီတော့ဟိုတစ်ပတ်လောက်ကလာသေးတယ်သူကတက်ကိုမကျေနပ်တဲ့ပုံပဲဘာမကျေနပ်ဆရာရှိလို့လဲဆွဆွေရဲ့သူ့မူချို့ကိုငွေ90နဲ့ကိုကိုကြေနက်နက်ပဲအပ်ခဲ့တာလေမူချိုကခိုကိုရမယ်တကောင်ကျွဲဆိုတော့မူချိုနဲ့ပတ်သက်ပြီးဘာမှမဆိုင်တဲ့လူကဘာမှလည်းဝင်ဆွတ်ဖတ်စရာမလိုဘူးလေမဟုတ်ဘူးလားဆွဆွေရဲ့ဟုတ်တယ်လေဆွဆွေလည်းသိတာပဲဒီလိုတက်ရဲ့ဒေါ်ဘူးကအစားတော့ကမူချိုကိုမင်းတို့ဘယ်နည်းနဲ့မှကြာကြာလက်ခံလိုက်မယ်လို့မမျှော်လင့်ခဲ့ဘူးအလွန်ဆုံးတစ်နှစ်ပေါ့အဲ့ဒီတစ်နှစ်ပြီးရင်သူကမူချိုကိုတခြားတဲ့အိမ်ကိုရွှေ့မယ်ပွဲကယူမယ်ဒီလိုစိတ်ကူးထားရင်လည်းတူပါတယ်အခုတော့မင်းစီမှာတစ်နှစ်မက4နှစ်တောင်ကြာပြီလေမင်းတို့ကလည်းကောင်မလေးကိုလက်မလွတ်ကောင်မလေးကလည်းသူ့နောက်ကိုလိုက်ချင်တဲ့ပုံမပေါ်သူ့အတွက်တပြားမှမစားရတော့မကျေနပ်ဘူးပေါ့ကွယ်ဟုတ်တယ်ကိုလည်းရိမ့်မိပါတယ်နောက်ပိုင်းမှာမူချိုးတော်မမလို့ငွေလိုလုံးနဲ့စကားတွေကခေါ်သားပဲမကျွေးနိုင်ပါဘူးဆိုပြီးကိုသွေးကိုသားကိုခွေးကလေးကြောင်လေးတွေလိုပေးပြပြီးမှဒီကလေးရဲ့လောက်ခအောင်လိုချင်တာတော့နည်းနည်းမှမတရားဘူးတခုရှိတာကအတော်ငွေလိုတယ်ဆိုတာကလည်းဒေါ်ဘူးရဲ့ကလိန်ညာစင်လုံးလည်းဖြစ်နိုင်တာပဲအဲ့ငွေကိုပေးလိုက်ရင်အတော်လက်ထဲကိုရောက်ဖို့အနေနဲ့ကိုကပေးကြရှိရင်မူချိုးကိုသာပေးမှာပေါ့အခုလဲမူချိုးတက်ကိုစားတိုင်းမှာတက်တက်လေးစူးထားပေးတယ်အဲ့ဒီကလေးကဒေါ်ဘူးကိုတိတ်သဘောမကျတာနဲ့မူချိုးနဲ့စကားကြကြပြောခွင့်မပေးဘူးတော်နေကောင်မလေးကိုတွေးထိုးပေးနေအောင်မယ်လေခလေးဆိုတော့လေရုံးလိုက်မယ်မဟုတ်လားအမေဒေါ်ဘူးကလည်းပြောတယ်သူနောက်ဆုံးခေါက်ရောက်တော့မူချိုးကပြောလိုက်တဲ့မူချိုးဆီယာမဖြစ်မှရွာကိုပြန်มาတဲ့အဲ့ဒီကျရင်ဒေါ်ဘူးလာခေါ်စရာတော့မလိုဘူးတဲ့သူ့ရွာကိုသူပြန်ပြီးအားလုံးကိုစာတင်ပေးမှာတဲ့စာတတ်ကြပြီဆိုရင်ဒေါ်ဘူးခေါ်ရဘယ်သူမှလိုက်ကြတော့မှမဟုတ်ဘူးတဲ့ဒေါ်ဘူးကရွာသူ့ဖော်တွေကိုမြို့ကိုခေါ်ပြီးကြုံခံခိုင်းနေသွေးဆုပ်ဘလူးမာကြီးလို့ဆိုလိုက်တယ်ဆိုပါလားဒေါ်ဘူးကပြောပြီးတော့စိတ်ဆိုးနေလေရဲ့သူကတော့ရွာကောင်မလေးတွေကိုဝတ်နိုင်စားနိုင်ပါစေဆိုတဲ့စေတနာနဲ့လှုပ်တာတက်ကကလေးကိုဒီလိုတင်ပေးထားတာဘာကောင်းလဲပေါ့အေးတော့မိတ်ကလေးတွေဝတ်နိုင်စားနိုင်ပါစေဆိုတဲ့စေတနာလားသူ့ပွဲကမြဲမြဲရပါစေဆိုတဲ့စေတနာလားတော့မသိဘူးကဲသူပြောသလိုပဲစေတနာထားရုံမှန်နေဆိုရင်အခုမူချိုကိုရိုစီမှာကောင်းကောင်းဝဲကောင်းကောင်းစားအောင်သာမကကောင်းကောင်းလေးပညာသင်ပေးနေပြီလေမူချိုကလည်းပြောနေပြီဒါကိုသူကလာပြီးဘာလို့ရွာကိုပြန်မှုကိုမဲဆွဲเสียရလို့သေးလဲသူလာတိုင်းကောင်မလေးကိုရွာပြန်ရအောင်လို့ပဲပြောနေတာဒါကြောင့်သူမျိုးသားဟုတ်ဆိုတာကိုသိလို့ကိုကခက်တီတီလေးပဲဆက်ဆံလိုက်တာနောက်လိုက်တကားတောင်ဖွင့်မပေးဘူးလို့ဆုံးဖြတ်ထားတာဆွဆွေနဲ့ကကျမစကားကြောင့်ပြုံးနေသည်ဒေါ်ဘူးစိတ်ဆိုးပြီးဆိုသည်ကလည်းစိုးစရာပဲသူ့အတွက်စားပေါက်ပဲုံသားမကမူချို၏စကားများကအနာပေါ်ဒုကြတဲ့ကဲ့သို့ဖြစ်နေသည်မဟုတ်ပါလားမူချိုသည်ဒေါ်ဘူးအားဤကဲ့သို့ပြောလိုက်ကြောင်းကိုမူကျမအတိမပေးခဲ့ပါကြီးအိမ်ပြန်ရောက်မှမေးကြည့်ဖို့ကိုလည်းစိတ်ကူးထားသည်ဆွဆွေနဲ့ကျမစကားနောက်ထပ်မဆက်နိုင်သေးမီကားလေးကကျမတို့အိမ်ရှိသို့ထိုးရက်လိုက်သည်ကျေးဇူးတင်ပါတယ်ဆွဆွေဦးမျိုးလိုက်ရောအိမ်ထဲကိုဝင်ကြပါအောင်လားနေပါစေတတ်တနောက်မှပဲအေးစစ်စစ်လာလဲခဲ့မယ်ကလေးတွေလည်းအိတ်ကုန်ကြပြီလေဒါကြောင့်ပါကောင်းပါပြီရှင်နောက်လာလဲအောင်နော်ခုနဆွဆွေနင်းတို့နှုတ်ဆက်တာနဲ့ကားတကားပိတ်တာတို့မှစူညံရေးသွားလေသည်ကျမတို့အိမ်မော်လေကားတော့မတက်မီအုံမတကားဖွင့်ကပြေးထွက်ရကြိုးသည်မေသေးဘူးလားသမီးအုံမကျမစကားကိုစိတ်ဝင်စားကျမရဲ့လက်မအောင်ဆုပ်ကခက်ကြကြလေးလှုပ်သည်မိမချို့မရှိတော့ဘယ်လိုဖြစ်တာလဲသမီးသူ့တော်လိုက်လာပြီးတော့ခေါ်သွားတာကိုနိုင်ရောကျမပါပါဇက်ဟောင်းလောင်းဖြစ်သွားသည်အိမ်ထဲရောက်မှဒေါ်ကြီးနဲ့စကားဆောင်ပြောရသည်ည9 နာရီလောက်မှာပေါ့ဒေါ်ပူရောသူ့တော်ဆိုတဲ့မိမရောယောက်ျား2ယောက်လည်းပါတယ်
အချိန်မတော်ကြီးဆိုတော့ငါလည်းခက်လန့်လန့်ရဲ့ရှင်းရဲ့မူချိုကသူ့တော်ဒေါ်ကီလုံးဟုတ်ပါတယ်လို့ငိုလို့တကားဖွင့်ပေးလိုက်ရတာမိသက်ရဲ့သူတို့ပြောလိုက်ကြတာကရင်လုံးဆိုတော့ငါလည်းဘာမှအောင်နားမလဲဘူးအတော်ကလည်းငိုမူချိုကလည်းငိုအမလေးငါတော့မျက်ရည်ကျချင်ပါရဲ့အပြင်မှာရက်နေကြတဲ့ယောက်ျားညက်ကတော့ကရင်လုံးဘာတွေငေါ့နေမှန်းတော့မသိဘူးနောက်ဗမာလုံငါ့ကိုပြောတာကတော့မူချိုနဲ့မတွေ့တာကြလို့လွမ်းလို့လိုက်လာတာတဲ့ကောင်မလေးကရွာမှာကရင်ရိုးကနှစားရမယ်တဲ့ခဏထည့်လိုက်ပါတဲ့ငါညီတို့လာအောင်လို့ခဏဆောင်လိုက်ပါအောင်ဆိုတာကိုပြောလို့မရအောင်ညီကောင်မလေးကလည်းလေဟိုတော့ကအထော်ကမောဝရေစာကျွေးတယ်ရိုက်တယ်နဲ့တွေ့တော့လဲငိုလိုက်ရတာအရေးပြောမတတ်ပဲမူချိုရဲ့ဒီတစ်ခါတော့ငါစကားအောင်နားထောင်စမ်းပါဆိုတာ तू ကငါဆိုရင်ပိုရဲကျင်တဲ့ကောင်မမဟုတ်လားသူ့ဝယ်စားတွေအကုန်ယူပြီးတခါတည်းကိုပါသွားတယ်လေဟောဒီမှာ तू ရေးခဲ့တဲ့စာကျုပ်ကြောင့်ပြန်လာတဲ့တော့ဖတ်ကြည့်ပါအောင်ကျမနဲ့ကိုနိုင်နဲ့ခေါင်းချင်းဆိုင်ကဒေါ်ကြီးထုတ်ပြီးသောစာရွက်ကိုပြိုင်သူဖတ်လိုက်ကြသည်မမမူချိုးတော်ဒေါ်ကီလိုဦးကြီးဦးထော်တို့လာခေါ်လို့ခဏပြန်လိုက်သွားတယ်ရွာကိုလဲလွမ်းတယ်ကျောင်းပိတ်တို့မေမေမြရဲ့အော်ငေါ့လဲခဏခဏခံရအောင်မယ်မေမေမြကမူချိုးကိုရန်နာတောင်ထွက်မရရအောင်စက်တူရေးလို့လှောင်ရင်ထဲမှာပဲထားချင်တာလေဒါကြောင့်ရွာထဲကကွင်းထဲမှာဖော့ဝေးတို့မတန်းညွန့်တို့နဲ့တဝါကြီးကိုစော်ပြီးအားရတော့မှပြန်ခဲ့မယ်အပြန်မှာမမကြိုက်တဲ့ဒူးရင်သီးတို့ပိန်းနေသီးတို့လည်းအပါတဲခဲ့မယ်ကိုကိုကြီးကြိုက်တဲ့ငရုတ်ကောင်းစီတွေလည်းယူခဲ့မယ်ညီမတွေအတွက်ငပီကောင်းကောင်းလည်းယူလာခဲ့မယ်အဲဒီကြရင်ကြောင်းဖွင့်မှနဲ့အတော်ပဲကျမတို့မြေတိုးမှစကားမပြောနိုင်ကြအတန်ကြာအောင်လို့ငိုင်းနေမိသည်ဒါတော်ဘူးရဲ့လက်ချက်ပဲကိုနိုင်သူ့တော်ဒီတစ်ဖက်လန်းနဲ့မူချို့လှဲ့ထုတ်သွားတာကျမစောစောကကားပေါ်မှာဆွဆွနဲ့ပြောခဲ့သမျှကိုပြန်ရေးပြောရင်းဤတို့ပင်မှတ်ချက်ချလိုက်သည်အေးအဲ့ဒါဒေါ်ဘူးညံပဲဖြစ်ရမယ်ဂိုင်းဘူတာကိုလိုက်ကြကြသူတို့ဘူတာမှာပဲစင်းရင်ကြမှာလက်မှတ်လဲဝယ်ကြအောင်မှာဒါကြောင့်မို့မင်းတို့ပြန်လာတဲ့အထိကိုမဆောက်နိုင်ဘူးဆိုတာပဲဘူတာကိုသွားကြည့်ရင်တော့တွေ့နိုင်မလားတော့မသိဘူးဟေ့ဒေါ်ရေးစကားကြောင့်ကျမကိုနိုင်မှာဘူတာကိုလိုက်ကြရသည်လိုက်လို့သာလိုက်ရသည်စိတ်ထဲမှာတော့မျောလင်းချက်မထားမိမျောလင်းချက်မထားတော့မူချိုကိုဘူတာမှာတွေ့ရတဲ့အခါကျမမှလွန်စွာပဲဝမ်းသာသွားမိသည်မူချိုသည်ငှက်ကလေးပမာပျော်မြူးရနေသည်ကျမတို့ဖြောင်းပြတော့လည်းမရတော့တွေးရပြောတော့တန်ရောစင်းဆိုသည်မှာမပြတ်စကောင်းပါတကားတကယ်တော့မူချိုသည်လှုပ်ချင်ပြီးဆိုရင်ဘယ်သူမှတားရင်မရတော့ကောင်းမလေးဖြစ်ကြောင်းကျမအတီးဆုံးပဲဖြစ်သည်မူချိုကစောအတင်းခေါ်ထားမိပါကတနေ့အိမ်မှာထွက်မပြေးဟုမဆိုနိုင်ဤခါမှပို၍ခက်ရခြင်းမီဆွေမတော်မျိုးမဆက်တော့ကျမတို့ဖို့မူချို၏စိတ်ဆန္ဒခွင့်ရေးကိုချုပ်ချက်ပိုင်းခွင့်လည်းမရှိနောက်ဆုံးကျမတို့လက်လျှော့လိုက်ကြရသည်မူချိုတဲ့ဈေးစကားငွေများကိုအတော်ဒေါ်ကီလုံး၏လက်ထဲသို့အပ်လိုက်သည်ကျမတို့အပ်လိုက်သောငွေများကိုဒေါ်ကီလုံးကတော်တော်ရင်ရင်နဲ့လက်ခံယူရင်းကောင်မလေးကိုတကြံဝဲပြီးရင်ပြန်လွှတ်လိုက်မယ်အမခဏလေးနော်ဤသို့ဆိုရှာသေးသည်ဒေါ်ကီလုံးကိုကြည့်ရသည်မှာရိုးသားပုံတော်ရသည်ကျမအနေနဲ့မေးလို့ပြောလို့သောစကားများကိုလဲဝမှလည်းတစ်ဆိုး၏နေသည်အနေဆုံးသလောက်ရိုးသားပုံရသောမိမကြီးကိုမေးရန်အားနာရီလည်းနေသည်ဖြင့်အခြားထိုးထွေတွေမမေးမပြောတော့ပဲမူချိုနှင့်ကျမတို့၏တုံးလည်းရှက်တယ်နေသောမြစ်တာများလောက်ကိုသာတိတာစီရန်ပြောပြလိုက်ပြီးထိုအတွက်မူချိုကိုဆက်ဆက်ပြန်ပို့ရန်နဲ့မူချို၏ရှေ့ရေးကိုလည်းကျမတို့ကတာဝန်ယူမိအကြောင်းဂတိပေးပြောဆိုရသည်ဒေါ်ကီလုံးကရွာနာမည်နဲ့လိပ်စာများကိုပါပြောပြချလေသည်ဒေါ်ပူကကျမတို့စကားတခေါမှမဆိုအောင်မြင်ဝင်ကြားစွာနဲ့ပြုံးလျက်ကျမတို့သာလည်းတက်ခေါက်၏ပြန်ခဲ့ကြရလေသည်အပိုင်းဆက်တဲ့ထန်းသီးကျွေကကြီးနှင်းခိုင်းဆိုတဲ့ကဲ့သို့မူချိုတော်၏နဲ့ပြဿနာပေါ်နေခိုင်းမှာအိမ်ုံညင်းဝင်နေစဉ်ဒေါ်ပူ၏အကြံအောင်သွားခြင်းလည်းဖြစ်သည်မူချိုကလာခေါ်ခြင်းမှာဒေါ်ပူ၏အစီအစဉ်ပဲဖြစ်သည်ဒေါ်ကီလုံးတို့ဥထော်တို့အားမိများလှည့်ပတ်၏နားသွင်းထားသည်မသိတကူးမကဆုံနှယုံဝါဆိုရက်တွေပြောင်း၍လာရီသာပဲပြောင်းလာခဲ့သည်မူချိုကပေါ်မလာတော့ပါဒေါ်ကီလုံးပေးထားခဲ့တဲ့လိပ်စာရာစာထဲတော့လဲစာလဲမလားလက်ရလည်းမလားဆွဆွေနှင်းကနေတဆင်ဒေါ်ပူထံသို့စုံစမ်းရာဒေါ်ကီလုံးရဲ့ယောက်ျားဥထော်တို့ဆုံးသွားပြီးမူချိုလဲရွာမှာပဲပြိုးနှုတ်ကောက်ဆိုင်အတော်နဲ့လက်ရည်တပြင်းဒီလောက်ကင်စားတော့နေသည်ဟုကြားရသည်ဤသို့မှန်မှာကတနည်းတစ်ဖုံနဲ့ကျမမှလည်းဖြေသားသည်မှန်ဟောမောကိုလည်းဒေါ်ကီလုံးတို့၏ရွာသို့တွားရောက်ကြည့်ချင်လာပါသည်ဤအခါမှာကိုနိုင်ကပေါမလီပါနဲ့တသက်ရဲ့သူတို့ပြောတဲ့ဖန်ခရိုင်ကချင်းကျုံရွာဆိုတာကလည်းတကယ်မှရှိရလားတော့မသိဘူးမူချိုကလည်းဘယ်ချင်းကျုံမှမဟုတ်ဘူးရန်ကုန်မှာပဲရှိရမှာဤသို့ဆိုရှာသည်ကိုနိုင်ထင်မြင်ချက်မှန်ကကြောင့်တနေသောအခါမှာလက်တွေ့သိလာကြရသည်မူချိုမမူချိုစင်စပင်ကကရုံးစပင်တို့ဖြစ်နေတာပဲရှိသည်တနနက်သတင်းစာမှာတပ်ပုံကိုအလူးရနဲ့ကြည်ကြသည်
သတင်းဆောင်လေးမှာရန်ကုန်မြို့နယ်မစ္စတာဒါဝန်နဲ့ဇနီးဒေါ်မီနာတို့၏အိမ်အောင်စုမှာတလ25ကျပ်နဲ့အိမ်မော်ဖြစ်တဲ့လောက်ကိုင်းနေသူအသက်14နှစ်ရှိမိချိုသည်အိမ်ရှင်များ၏တန်ဖိုးများကတ်ခြင်းငရုတ်ရည်ချင်းရင်များမျက်စိထဲသို့ခတ်ခြင်းစိတ်မထင်သလိုလူမဆန်စာနှင့်ညှဉ်းပန်းနှိပ်စက်ခြင်းတို့ကြောင့်ထွက်ပြေးခဲ့လျာတာဝန်သိလူတစုကရဲဌာနသို့လာရောက်၏အနံ့ကြောင်းနှင့်အိမ်ရှင်အားပုံမှန်352အရာအေးအေးယူထားကြောင်းဖြစ်ပါသည်။ဂိုင်မူချိုဟုံးမုံကိုသိအောင်ရဲဌာနကိုလိုက်သွားကြစို့။ကိုနန်းဆိုလေသည်ကျမတို့ညသာ3မိနစ်စီနဲ့ကတော့ကမျောပဲထွက်ခဲ့ကြသည်။မူချိုးဆိုရင်တတ်တို့ကိုတွေ့ရင်ဝမ်းသာအားတက်နေမှာနော်။အေးကွာကောင်မလေးနဲ့ဖြစ်ရလေ။တတ်တော့ရဲဌာနကလာအပ်တဲ့လူတွေကိုတကယ်ကိုကျေးဇူးတင်တဲ့ကိုနိုင်ဒီလိုလူကောင်းတွေနဲ့တွေ့လို့သာပေါ့။ခေတ်ကလည်းပြောင်းလဲလာပြီကိုလူတွေကအများလုံးမဟုတ်တော့ဘူးလေနိုးကြလာကြပြီတောင်ဝင်လည်းတိလာကြပြီကွာဟုတ်တယ်ဒါကကောင်းတဲ့လားလာပဲအေးကွာကောင်မလေးတော့ဒိုးစီကိုပြန်လိုက်ပါမလားတော့မသိဘူးအရင်မူချိုမဟုတ်ပါသေးရဲ့လားကွာကိုနိုင်ညီးလိုက်မှပဲကျမမူချိုးတော့ကိုစိတ်ပူသွားသည်အကောင်းမဖြစ်ဒီဘို့ကိုခက်ခဲကြရှိသလားအစိုးဘက်ပျက်စီးဖို့ကလည်းလွယ်သည်မြန်သည်မူချိုးဖနက်အရင်ကိုပြောင်းသွားလဲမသိရလူချင်းတရိတ်ဆိုင်နဲ့မချညင်ပတ်လျက်မြတ်တာတရားခေါင်းမလာတော့လူများ၏လက်အတွင်းမှာကျမကယူဒဆိုင်နဲ့စူးစမ်းပြုပြင်ခဲ့ရတော့မူချိုး၏အချင်းစရိုက်စိတ်ဓာတ်များမပျက်စီးပဲခံနိုင်ပါမည်လားမူချိုတယောက်လောကကြီးကိုမထီမဲ့မြင်ပြုလို့တဲ့စိတ်တံပြန်ရက်ဆက်လို့တဲ့စိတ်များမြင်မြကိန်းအောင်ရနေပြီးနီကျမတို့၏သုံးမိန်းကလေးမှာတက်ဆိုင်ရာရဲဌာနရှိသူထိုးရက်လိုက်လေသည်ဖော်ရည်သောရဲမှုရန်များကစီးကြိုကြလေသည်ကျမတို့ရဲ့လိုင်းကိစ္စကိုပြောပြတဲ့အခါမှာတာဝန်ရှိရဲအရာရှိကအဲ့ကလေးမညာပဲသူ့တော့ဆိုတဲ့သူကလက်မှတ်ထိုးပြီးခေါ်သွားပြီလေအဲ့တော်နမည်ကဘသူတဲ့လဲရှင်ဒေါ်ပုတဲ့ခမပစွန်တောင်ဘက်ကကျမတို့ဇနီးမောင်နှံမှာပလက်လံမတက်ပင်ဒေါ်ပုတန်ကိုကြားရုံနဲ့မူချိုဖြစ်ချောင်းမှာထင်ရှားနေလေပြီကျမတို့ဘာများတက်နိုင်မည်နီအဖြစ်တဲ့နှစ်ဇကြောင်းလံကရဲအရာရှိနဲ့အတန်ကြာမြစကားပြောခွင့်ရခဲ့သည်သူတို့အနေနဲ့ဒေါ်ပုကိုအေးအေးယူပိုင်ခွင့်လည်းမရှိခတ်တာပဲဗျာသူတို့အတွက်ဥပဒေရဲလို့အတိအကျလည်းမရှိဘူးဒီတော့မိန်းကလေးတွေအကာအကွယ်ပေးဖို့အတွက်ကတော့ပထမဆုံးအိမ်ပေါ်ထားမယ်ဆိုရင်အိမ်ရှင်အနေနဲ့အရက်လူကြီးတွေကိုအတိပေးရမယ်အရက်လူကြီးတွေကလက်အားကားတို့နဲ့ပေါင်းပြီးဒီရဲ့အခြေအနေကိုစစ်စစ်ဒီမိန်းကလေးရဲ့အခွင့်အရေးစသည်ကိုဆွေးနွေးပေးမယ်ဆိုရင်အဲ့လိုညှဉ်းပန်းနှိပ်စက်မှုတွေကအနည်းနဲ့များတော့အဟံတားဖြစ်သွားမှာပေါ့ဒါပေမဲ့လည်းလွယ်တော့မလွယ်လာပါဘူးဗျာကျွန်တော်တို့ရဲ့တားမြင်ကလည်းလွတ်လပ်ရေးရပြီးကမှဖော်တရန်ညင်းဆိုတဲ့ကိစ္စနေရပဲညီညွတ်ရေးမရှိတောင်းကျမ်းသူအန်ရဲ့မျိုးမျိုးနဲ့တားပြည်တီထောင်ရေးလုပ်ငန်းတွေကဘယ်မှာခရီးရောက်မလဲဗျာဒီကြားတဲ့အုပ်ချုပ်သူဆိုရကလည်းသူတို့ရဲ့အာဏာတည်မြဲရေးလောက်ကိုရှေ့တန်းတင်းနေတော့တားပြည်ရဲ့အခြေအနေဟာပို့ပြီးတော့ရဲရန်လာတော့တာပေါ့အခုဆိုရှယ်လစ်နိုင်ငံထူထောင်မှုစူးစမ်းနေပြီဆိုပေမဲ့ခဲဆက်ဆက်ကကျွမ်းကျင်ခဲ့တဲ့လူမျိုးရေးပြဿနာတွေကိုတထိုင်နဲ့ဘယ်မှာဖြေရှင်းပေးနိုင်မှာမလဲဗျာဆိုရှယ်လစ်နိုင်ငံတည်ထောင်ပြီးတော့အောင်မြင်မှုအထိုးတဲ့ကိုရောက်ပြီလို့မဆိုနိုင်သေးသမျှပြဿနာအဆုံးကတော့ပေါ်နေမှာပဲအိမ်မော်ဆိုတာလည်းမရှိမဖြစ်ကိုရှိနေအောင်ပါပဲမရှိမဖြစ်လို့ရှိနေရပေမဲ့လူမဆန်တဲ့ညှဉ်းပန်းမှုတွေကတော့မပေါ်ပေါက်တဲ့ပြဿနာပဲဒါတော့တာဝန်ရှိတဲ့သူတွေကလိလိရှုမထားပါဘူးဗျာရဲရရှိနဲ့ကျမတို့စကားမြေပြတ်သွားတဲ့အခါ9နာရီခွဲလေပြီ။ဂိုင်းညနေရုံးစင်းတော့မှပဲဒေါ်ဘူးစီကိုလိုက်သွားကြတော့တာပေါ့။ရုံးပြတ်တော့မခံနိုင်ဘူးကွာ။ကိုနိုင်ဆိုတဲ့ဖြင့်ကျမမှစိတ်ပြတ်စာနေပင်အိမ်တို့ပြန်ခဲ့ရသည်။ကိုနိုင်ဆွဆွင်းနေထံသို့ဖုံးဆက်ထားမည်ဟုဆိုသည်။ကျမမှလည်းတနေ့လုံးစိတ်မဖြာ။ငကိုကပင်သူပြောကမကိန်းဟူ၍ကျမတို့ရဲ့ဝိုင်းဝန်းအပြစ်တင်ခြင်းကိုခံရသူ။သူကိုယ်တိုင်ကလည်းသူ၏မှားကွက်များအောင်နောင်နာရနေသူတော်ကြီးရမှု။မျက်ရည်များပင်ကြရှာလေသည်။အမှန်တော့တရားခံဒေါ်ပုတာဖြစ်သည်မူချွားမိတို့နာသွင်းပြီးပွဲကမြက်မြက်ရတဲ့အိမ်တို့ပို့ပေးခဲ့သည်တော့မသိမြက်မြက်စားသူဒေါ်ပုတော့ကတော့မူချွားတစားကန်ဖြစ်ရသွားသည်သူတစ်ပါးတငါဝက်ကကြော်ခါဆိုသောစကားနဲ့ပင်တွေးနေတော့သည်သတင်းစာတပ်ပေါ်မှာမူချွေးလက်ကတရားကိုမြားပြရထားသည်အရွယ်မရလူလားမမြောက်သေးမီမူချိုသည်လူတစု၏အငင်းဆဲခံအလုံကျွေးပြည့်နေရပြီပိုးရီဒေါသဖြစ်ရသည်ကညနေဘက်ကျမတို့တွေဒေါ်ဘူးထံသို့သွားကြတဲ့အခါမှာဒေါ်ဘူးခီးထွက်သွားပြီဟုကြားရခြင်းပင်ဖြစ်သည်ကျမတို့သွားစဉ်မိန်းကလေး၃ဦးကိုလည်းမြင်တွေ့ရပါသည်သို့တော့ကျမတို့နဲ့စကားပြောခွင့်မရကျမတို့ကိုလက်ခံစကားပြောသူကအသက်40ခန့်လူမိုက်ကိုင်းနဲ့ခင်တိုလူပင်ဖြစ်သည်အစပထမမှာကျမတို့အားဖော်ရည်ပြပြတလဲပင်စီးကြိုတော်လဲမူချိုးဟုသောနာမည်ကိုပြပြလိုက်လျင်တီးတသားကိုတင်းမာရေးသွားသည်
အခုခီးထွက်သွားတာလဲအကောင်မလေးရဲ့ကိစ္စပဲသူ့ကိုရွာပြန်ပို့သလားဒါတော့ကြုံလဲတိတိကျကျမသိဘူးတော်ဘူးက2ည3ညဒီလိုပဲခီးထွက်တတ်တာမော်လမြိုင်ကိုသွားရင်သွားမယ်ဗန်အောင်ကူးရင်ကူးမယ်တခါတလေဥက္ကလာပါမှာညအိချင်းအိတ်တာမေးမရဆိုသည်နောက်ဆုံးကျမတို့တက်ခေါက်ရပြန်ခဲ့ရသည်ကျမတို့ဆွေနေရင်ကားလေးနဲ့လာခဲ့ကြခြင်းဖြစ်သည်ကိုနိုင်ဖုန်းဆက်ထားပြီးညနေဆွေကိုယ်တိုင်သူ့သားကြီးဖရက်ကကားမောင်းကကျမတို့ကိုဝင်ခေါ်ခြင်းပဲဖြစ်သည်ဆွေနေသည်မူချိုးကိစ္စကိုစိတ်ဝင်စားလာသည်တော့မဟုတ်ကျမတို့ခင်မင်မှုနဲ့လိုက်လာခြင်းပဲဖြစ်သည်နောက်တဲ့ကြောင်းကဆွေနေအိမ်မှာမစိန်ကီရွာပြန်ကြည့်ပြီးဆိုရင်နောက်တစ်ယောက်ကိုရှာရန်တော်ဘူးကိုတွေ့လို့ခြင်းလည်းဖြစ်သည်ဆွေနေနဲ့မတွေ့ရသည်မှာကြာသည့်ရံများအတွင်တိုးရည်သာလှပခစ်ဆန်လာသည်ခင်းနဲ့မယောညီတော့သည့်ကုမ္ပဏီလုပ်ငန်းများဖျက်သိမ်းလိုက်ပြီးဖြစ်ရာအပြောင်းလဲကြားကာလာကြားမှာစားပေါက်မချောင်တော့ပြီးဖြစ်ရကဆွေနေညီညူတာများခက်ကိုလှောင်ပြောင်တာများတလန်းလုံးကြားလာခဲ့ရသည်ကျမမှမူချိုတော့ကိုကို့အပူနဲ့ကိုမှုကြာတော့ဆွေကိုလည်းစိတ်မရှိခြင်းတော့ဆွေရဲ့မင်းတို့စီးရတာကတိုက်နဲ့ချမ်းနဲ့ကိုပိုင်ကားနဲ့ပါကွာအစေခံလူလဲနေပါစင်ပိန်ကျွဲဝပါကွာဒီလောက်တောင်စီးရနေပြီဆိုရင်လည်းဆွေကိုယ်တိုင်ထွက်ပြီးအလုပ်လုပ်ပေါ့ဆွေရဲ့သားသမီးတွေကကြီးနေပြီပဲဆွေလုံးလို့ဖြစ်ပါတယ်ဘာလို့မလဲကွာလကလည်းမဖြစ်စလောက်ကိုအေးလေမဖြစ်စလောက်ဆိုရင်လည်းမဟုတ်ဘူးပဲဘူးလောက်တော့မကမိဘူးလားမင်းကလိုညှဉ်းညူနေမဲ့စားကိုဘွားတစ်ကိုတွေ့တော့စိတ်ပြောင်းလဲဖြစ်တာပေါ့အပြင်လောကကိုထိတွေ့ကြည့်မှာလောကကြီးကိုမင်းနားလည်လာမှာပေါ့ကိုဘွားကိုမယောင်ရဲပဲစိတ်ဆင်းရဲခံနေမဲ့အစားကြားရဘွားမှာခန္ဓာရည်ရှိဖို့ကိုတတ်တိမွေးစားမှဆွဆွရဆွမှာသားသမီးတွေနဲ့ဆွကိုယ်တိုင်ပြောညမှုတွေကိုပြနေရင်ဘယ်ဖြစ်ပါမလဲဆွအေးသူတို့ကြောင့်လည်းဆွရောက်ပိုစိတ်ညစ်တာပေါ့ကိုမအလောကန်ဝင်ငွေဟိုတော့ငါလိုဖောချင်းတော့ချင်းမဟုတ်တော့တတလုံးဖောချင်းတော့ချင်းနေလာခဲ့တဲ့သူတို့ကတပူပူပဲလေသူတို့ကအစားလဲကောင်းကောင်းပဲစားမှဝင်တာအဝဲဆိုရင်လည်းအပေါ်စားအညံစားခါးပေါ်ကိုတင်ကျင်ကြတာမဟုတ်ဘူးကျမဒီပါတိတ်နဲ့ယူရီးယားစာနဲ့တကောလုံးလှပကြော်ရှင်းနေတော့ဆွနေုံကြော်ကကားရှိပိုင်းမှာတားဖရက်ကိုလှမ်းကြည့်မိသည်ကားဆက်တန်ကြောင့်ကျမတို့ရဲ့စကားကိုသူကြားပုံမရအပြင်မှာတိုးဝီလာသောလေချမ်းကြောင့်ပေါ်ပြသွားသောသူ့အမကိုဘယ်ဘက်လက်နဲ့အသားရရှက်တင်ရနေသည်နီရဲသောနာလွန်စပုတ်ရှက်သည်ဖြိုးဝင်းသောသူ့သားနှင့်လိုက်ဖက်နေသည်တတ္တမတန်းမှာနှစ်ကြိမ်ဆောင်းဝဲကြပြီးဖြစ်သောဖရက်အသွင်ပြင်မှာအလေးနဲ့တည်ငြိမ်ခြင်းလည်းအလင်းမရှိကျမသည်စကားမဆက်တော့ပါကိုနိုင်ကမှကျမအားတပြင်းပြင်းနဲ့မြည်တိုးရင်းနေသည်မူချို့သူတိုင်းနဲ့သူကန်တန်ရောစင်ဖြတ်လိုက်ရန်လဲဆိုသည်ဆွနေငါမူဒီလောက်တောင်တက်ကမူချို့တန်းဆွဲနေတယ်ဆိုရင်လေဒေါ်ဘူးကို400လောက်ပြစ်ပေးလိုက်ပါလားဒီလိုဆိုရင်ဒေါ်ဘူးကငြိမ်သွားမှာဒီလိုလုပ်လို့လည်းငြိမ်သွားမယ်လို့ဒိဋ္ဌိမဆိုနိုင်ဆွသူတို့ကရားလေလို့လေအိုဒစီပဲ400ဆိုတဲ့ငွေကကျွန်တော်တို့လိုရိုးသားသားလည်းမစားတဲ့အမှုရန်တူအနေနဲ့နှစ်ဖူးကနေချွေးပြင်းအောင်လို့အုံနောက်6မှတ်တက်ကိုအလုံးလုံးပြီးမှရလာတဲ့တလဆောင်ဝင်ငွေဒီငွေကိုဒေါ်ဘူးတို့လိုဖုတ်ဘလူးမကြီးအသက်ဆနိုင်မှုအတွက်တော့မပူဇော်နိုင်ပါဘူးဗျာပူဇော်တယ်တော့ဘယ်ဟုတ်ပါမလဲဆွတော့ဒီလိုပဲရရောထားရတယ်ဒါကြောင့်အိမ်မှာငကန်းသေးတော့ငဆွေပေါ်လာတာပေါ့အေးပေါ့ဗျာမဆွဆွတို့လိုငွေရှိကျေးရွှေနေရှိနေသေးလို့ဒေါ်ဘူးတို့လိုလူပွဲစားတွေသွေးဆုပ်လို့ကောင်းနေတာပေါ့အမေကိုနိုင်ဆွတို့ရှိနေသေးလို့ထမင်းကတည်းအလုပ်ဖြစ်နေတယ်ဆိုရင်ပို့ပြီးတော့မှန်ပါပေါ့ရှင်ဆွနင်းကလည်းပြန်လဲချီပါသည်ဆိုရှယ်လစ်နိုင်ငံဖြစ်နေအောင်မြင်မှုပန်းနာကိုရောက်သွားတဲ့တနေ့အလုံးလက်မဲ့ပြဿနာလုံးဝပြေလည်သွားတဲ့တနေ့ကျရင်ဒီလိုလူတွေဆွတို့ရဲ့တိုက်ရက်ကိုခြေဦးလှည့်မလားလို့စောင့်ကြည့်ကြမှာဗျာအရင်ရှစ်စနစ်ကခေတ်ကုန်နေပြီလူကြိုက်လဲနေနေပြီကဘာနဲ့အဝမ်းဆိုရှယ်လစ်စနစ်ကိုကြိုးစိုးနေကြပြီကျွန်တော်တို့နိုင်ငံကလည်းစူးစမ်းနေပြီမဟုတ်လားဗျာဆွနေရပခုံးတော့ငါခိုးခေးခင်းနေရှယ်သည်စောင့်ကြည့်သေးတာပေါ့ဆွနေသည်ကိုနိုင်ညူမဲနေသောမျက်နှာကိုကျမမျက်စာပြစ်ပြရင်းနဲ့လှောင်ပြောင်လိုက်ပါသည်ကျမတို့၏ကားလည်းအရှိတို့ရက်လိုက်လေမျော်လင့်ကြီးစွာနဲ့စောင့်နေကြသောဒေါ်ကြီးနဲ့သမီးများကိုတွေ့ရသည်မူချိုမပါကြောင်းကိုသိရရင်သူတို့အားလုံးစိတ်ပြတ်အားလျှော့စွာနဲ့တပ်ပြင်းကိုစီကိုရှာလိုက်ကြပါတော့သည်အပိုင်းစနစ်ထိုမနာဒေါ်ဘူးထံသို့ဆက်သွယ်စုံစမ်းတော့လဲမူချိုထံမှာတရင်အစနာပဲမရဒေါ်ဘူးနဲ့လည်းတစ်ချိန်တစ်ခါမှမတွေ့ရတော့နောက်ဆုံးမူချိုအတွက်ကိုလက်လျှော့ထားလိုက်ရတော့သည်တနွေပြီးတနွေတမိုးပြီးတမိုးတဆောင်းပြီးတဆောင်းတက်ခဲ့ပါလေပြီကျမရဲ့သမီးကြီးအုံမမှာတက္ကသိုလ်ကျောင်းသူကြီးဖြစ်နေပြီတီတာ10တန်းနီလာစရုပ်တာတန်းကျမရဲ့နောက်တိုးသားလေးအတော့ပင်သူငယ်တန်းသို့တက်နေပါပြီသားသမီးတွေတက်တိုက်ဝန်းနဲ့ကျမတို့ရဲ့ဘွားလေးကလည်းပျော်ရွှင်ပွဲရအတိပင်တစ်ချိန်ကကျမတို့ရဲ့မြစ်တာရဲ့အောက်မှာခိုလုံသွားလေသူမူချိုးဆိုသောကလေးမလေးတယောက်အတွက်
အောက်မိတ်တက်တာပူပန်ရခြင်းများကလည်းအနေထားရေးသွားခဲ့ရပြီသမီးတွေကတချင်းဆိုအတော်လေးရဘာကြလေးကိုတကြီးကြီးတကြွကြွနဲ့မှုတ်လျင်နီလာကွင်းနေအောင်လို့ကားသည်လက်ခုပ်တန်ကမူညီညာစွာနဲ့အချက်ပေးလျက်ရှိသည်ဟေ့ဒီသားမီးအငိတ်ထောင်မလို့လားကိုနိုင်တန်ထွက်ပေါ်လာသည်ဟောဖေဖေရုံးကနေပြန်လာပြီသမီးမလည်းစောက်တီပါလာလားဖေဖေတီစာရောဖေဖေငွေဓာရောပါလာရင်ညောက်ရီရောခလေးတွေတယောက်တစ်ပါးဝမ်းသာအားရနဲ့ဆူညမ်းနေကြသည်ဒေါ်ကြီးကမို့အဲ့ရထဲမှာပရိစိတ်ရင်အညောင်းပြေလှဲလျောင်းရင်နေသည်ကိုနိုင်ထမင်းစားပြီလားမစားဟုတ်တတ်ကိုဒီနေ့လူတွေမကောက်စိတ်လဲမောလာတယ်ကွာကိုနိုင်တိုက်ဖို့ချိန်မှခြေလိုက်သည်ကျမအလိုက်သည်စွာပလက်ကလာတိုင်းတစ်လုံးဆွဲကအရှိမလကပင်ရဲ့အောက်မှာခြားထားပေးလိုက်ရသည်ကိုနိုင်ရေဒုက္ခကိုမောတောက်ပြီးနောက်အိမ်ထဲမှထွက်လာခဲ့သည်လာလေးတတ်မင်းလဲထိုင်အောင်ကျမကိုနိုင်ဘေးမြက်ခင်းမှထိုင်လိုက်သည်ဒီနေ့မိတ်ဆွေအရာရှိတို့ရဲ့အမှုကိစ္စနဲ့ပတ်သက်ပြီးတက်တဲ့ခန့်ရှာရှိလို့တရားရုံးဘက်ကိုသွားရင်းနဲ့ဆွဆွေတို့ရဲ့သားအမိနဲ့တွေ့ခဲ့တယ်ဟုတ်လားကိုနိုင်ပြောစမ်းမအောင်ဆွဆွေကပြောင်းလဲနေပြီလားအရင်ကကြော်တွေရဲ့ဝိုင်းမှာပျော်ပါပအချိန်ကုန်တတ်တဲ့ဆွဆွေကတရားရုံးနေပါတောင်ခြေဦးလှည့်နေပြီဆိုတော့ခက်ကိုလေးလာတဲ့နေရာမှာတတ်တို့ထပ်တော့ตาသွားပြီကိုနိုင်ကျမရဲ့ဆရာထက်တာမှုကိုတအားနဲ့ရေမောပြစ်လိုက်ပြီးနော်တတ်ထင်ပါစင်အောင်လို့လွဲနေပြီဆွဆွေကတရားရုံးကိုလေးလာဖို့လာတာမဟုတ်ဘူးသူသားဖရက်အတွက်ကိုအာမခံကိစ္စအတွက်ကိုလာတာသိပလားဟုတ်လားဖရက်ကဘာဖြစ်လို့လဲပုံမှန်380ကိုခိုးမှုတယ်ကွာအိုးဟုတ်ရလားကိုနိုင်အေးကွာကောင်းနေနဲ့သူများရဲ့လေကားမှာတက်ထားတဲ့မီလုံးတက်ဖြုတ်တယ်ဆိုပဲဆွဆွေကတော့တရလိုကိုအန်တခဲခဲနဲ့မကြည်မချမ်းဖြစ်နေလေရဲ့ကလေးချင်းမြောက်ပြီးလို့အပျော်ပြက်လုပ်တဲ့ကိစ္စဘာမှတန်မိုးရှိတဲ့ပစ္စည်းလည်းမဟုတ်လေတော့ဗဇက်ကစိုးလိုက်ဆုံးမလိုက်ရင်ပြီးရမယ့်ကိစ္စရေးကြီးခွဲကျဲလုပ်ပြီးကတ်တိုင်ရမလားပေါ့။အိုးတောင်မှုရှိမရှိခိုးတာပဲလေ။ဇိုင်းတာပြပြောင်းမှုတော့မှတ်လောက်တောင်းလောက်အောင်တော့ဆုံးမရမှာပေါ့။ Fred ဆိုတာကလည်းကလေးမမဟုတ်ပဲ။အုံမနဲ့မတိမ်မရင်မင်းဟာ။ तू ကဆောင်းဝဲတွေတဖုံဖုံကြနေတော့အတန်းငဲနေတာကို။ Fred ခိုးတာများအပြော်ခိုးရတယ်လို့သူပဲထွင်နေကြရင်နော်။ဟိုဘက်ခြံကိုဖိုးသားယူပဲကြည်ပါလား။တဆောင်မို့ကြီးမနိုဘွဲတော့ကရှိတဲ့ကြက်ကလေးပဲကလေးအပြောင်သေးသွားလို့ငိုရှာတယ်မဟုတ်လားကြီးမနိုဘွဲဆိုတာတတ်တို့ငယ်တော့ကတော့တတိဝလန်လေးကစားကြက်ကလေးတစ်ကောင်စားနှစ်ကောင်စားအပြော်ခိုးပြီးတော့ချက်စားကြအင်းရှိမတဲရင်ကအလေးတော့လာတဲ့ထမင်းစောက်ထိုးအလံထူထားတာမနဲ့ကြတွေ့ရလို့ရဲကြမောကြအခုတော့ကြီးမနိုဘွဲကိုမဆိုထားနဲ့ကြီးမနိုဘွဲလည်းမဟုတ်ပဲနဲ့အပြော်ခိုးရဲဆိုတာရှိသေးတယ်နော်အေးလေကိုလည်းအဲ့ဒါကိုပဲဘဝင်မကြတာဘေးဘက်ကိုနဲပါလေးလာကြည့်လိုက်တော့ဖရက်ကလမ်းသေးရဲ့ခိုင်းဝင်မယ်အသက်16နှစ်ကနေ20ဝန်းကျင်လူပေလူတွေလေးတွေပေါ့ကွာအရက်တော့ဖဲရိုက်ဆရာကြီးတွေကိုပင့်မကောင်းတဲ့မိန်းမတွေနဲ့တော့ပျော်ပါနေကြတယ်ဆိုပဲဒီတော့ကိုသူတို့ငွေပဲရနေရှာမလဲမိဘတွေစီကနေနီးမျိုးမျိုးနဲ့ရအောင်တာမလုံလောက်သေးရင်ဒီလိုပဲရှာကြရမုံငွေရှာကြတယ်ဆိုပဲအချို့အုပ်စုတွေကြတော့အတိတ်ပဲမရှိပြည်သူပိုင်းပစ္စည်းတွေကိုဖျက်လို့ဖျက်စီလို့အုပ်စုချင်းချင်းရိုက်ပတ်ဝန်းကျင်ကိုနီးမျိုးစုံနဲ့နှောက်ယှက်ကိုနာစိတ်မောသွားပုံဖြစ်တပ်ပြင်းရှည်ကြီးကိုမှုတ်ထုတ်လိုက်သည်ခတ်တယ်ကိုနာဒါတွေကိုသက်ဆိုင်ရာဒီအတိုင်းပဲကြည့်နေတော့မှလားဘယ်ကြည့်နိုင်မှာမလဲကွာမကြည့်နိုင်လို့ဖိုင်းရစီဟဲပညာပေးဟဲတွေလုပ်နေတာပေါ့ပြဿနာကတော့ကြိုက်တွေရခတ်တဲ့ပြဿနာပဲကုသတတ်တဲ့ယောဂဆိုတစ်ခုဆိုလဲဟုတ်တယ်အများအပြည့်ဒီကလေးတွေဟာလူလက်ပိုင်းတို့အရာရှိအာခံကြီးတွေဟိုဘက်ခက်ကတထဲမြီကန်ရေပေါ်စီတွေရဲ့သားသမီးတွေပဲများတယ်အရင်ရခဲ့ကအမွေနှစ်တွေပေါ့ကွာဟိုတလောကသတင်းစာထဲမှာလမ်းသေးကောင်းစားဆိုတာလားနေနေနဲ့တဲ့ဖတ်လိုက်ရသေးတယ်ကိုနိုင်နေနေလို့ဘယ်ရပါမလဲကွာအဲ့လိုလုပ်လိုက်ဟိုဘက်မှာကုဆက်သွားမှတော့ပို့ဆိုးရသေးတယ်နို့ဒါဖြင့်ဘယ်လိုလုပ်မလဲကိုနိုင်အေးကလေးတွေကိုကြီးပဲပညာပေးနေလို့လည်းမဖြစ်ဘူးကလေးတွေကိုမွေးထုတ်ပေးတယ်မိဘများကိုလည်းပညာပေးဖို့ကလိုသေးတယ်ဒီကလေးကိုပြုပြင်ပေးနိုင်တာကအနိကဆုံးကမိဘပဲတာဝန်အရှိဆုံးကလည်းမိဘပဲစိုးရပေးတယ်ဆိုပြီးဝိုင်းပယ်ထားမယ့်အစားနီးပရိရဲ့မျိုးမျိုးနဲ့ဒီကလေးကိုစိတ်ရှိရှိနဲ့ပြုပြင်ပေးရလိမ့်မယ်ရက်ကွက်လူမှုဝန်ထမ်းတို့တာဝန်ရှိသူတို့နဲ့ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရလိမ့်မယ်ဒီကလေးတွေကိုနည်းနည်းအပြစ်ပေးမယ်စားဆက်ရုပ်အလုပ်ရုံတွေကိုပို့ပေးလိုက်ရင်စိတ်တဲ့အရာတော့ပို့ပြီးတော့အောင်မြင်လိမ့်မယ်လို့ထင်တာပဲဒီလောက်နဲ့တင်းတင်းလုံးမမရနိုင်ရင်ပျက်စီးနေတဲ့ကလေးတွေကြတော့ပြုတ်ပြင်းအကြောင်းတွေဘာတွေကိုဖွင့်ပြီးကြက်မတ်လေးလုပ်ပေးရမှာပေါ့ကွာသတင်းစာရေးထဲမှာလူငယ်ရေးသားတွေဖွင့်နေလင်းလင်းနေတဲ့ကလေးတငယ်တွေအတွက်ကိုတိုးချက်ဆောင်ရွက်နေတယ်လို့အားရစရာသတင်းတွေကိုဖတ်နေရတာပဲကိုနိုင်
အေးကွာဒီလူငယ်တွေရဲ့ပြဿနာကတော့ကဘာနယ်ဝမ်းကြုံတွေ့နေရတဲ့ပြဿနာတွေပါပဲကွာကဘာနဲ့ရှင်လိုက်ရင်တော့ကိုရိုစီကဒီလောက်တော့စိုးဝါးဝါမဟုတ်သေးဘူးပေါ့တိုးပေမဲ့ယောဂဆိုတာအမြန်ကုစားနိုင်လေအကျိုးရှိလေဆိုတာသက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းပို့ပြီးတော့နားလည်မှာပေါ့ကွာပို့ပြီးတော့ကောင်းတဲ့နည်းလမ်းကိုလည်းရှာကြံနေကြမယ်ဆိုတာသိချပါတယ်ဒီအကြောင်းတွေကိုပြောတော့ကိုဖြင့်ရုရှားနိုင်ငံကမာရင်ကိုကိုအောင်းမိတတိယမိရဲ့ကွာပြောစမ်းမအောင်ကိုနိုင်အချိန်ကတော့1920ပြည့်နှစ်စီရပေါ့အဲ့ဒီအချိန်မှာပထမကွာဆက်ပြီးလို့ရုရှားနိုင်ငံမှာအခြေအနေမဲ့လူပေလူလက်ကလေးတွေတနေ့တခြားကိုတိုးပွားနေတဲ့အချိန်ပေါ့ပြည်သူ့ပညာရေးဌာနကူဘာနီးယားဒီပါမန်အော် Public Education ကနေပြီးတော့အဲ့ဒီလူငယ်တွေအတွက်ကိုမာရင်ကိုတာဝန်ပေးလိုက်တယ်တဲ့မာရင်ကိုကအဲ့ဒီလုပ်ငန်းကိုအခက်အခဲအမျိုးမျိုးကနေစတင်ပြီးတော့စောက်ချပြီးတော့လုပ်လိုက်တာရှားရရယုံလာကယူယုံဝတ္တရားကြည်ယုံနေလောက်တာမဟုတ်ဘူးနော်တကယ်ကိုမျိုးချစ်စိတ်ရှိတဲ့ပုဂ္ဂိုလ်တိုင်းပြည်အတွက်ဥတီချန်နဲ့ကိုကျိုးမဖက်ပဲအလုပ်လုပ်တဲ့သူစာရိတ္တပျက်စီလူပေလူတွေတကုတ်ချပိုးလေးတွေကိုစူးစီးထိန်းသိမ်းရတဲ့အလုပ်ဟာလွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးတော်ယုံတက်တိနဲ့လည်းလုံးလို့တော့မရအောင်တော်ယုံစိတ်ဓာတ်နဲ့လည်းမရအောင်မာဂရင်ကိုကသူ့ရဲ့လူငယ်ရိပ်သာနောက်တော့ဂေါ်ကီကိုလိုနီလို့အမည်တွင်နဲ့သူ့ရဲ့ပညာရေးဌာနကနေဆိုရှယ်လက်နိုင်ငံအတွက်ကိုတားကောက်ရနာတွေအများများကိုမွေးထုတ်ပေးနိုင်ခဲ့တာပေါ့ကွာတကိုးချပိုးတေလီလေးတွေကနေဆရာဝန်တို့အင်ဂျင်နီယာတို့တကယ်လုံသားကောင်းကြီးတွေတောင်ပါဝင်ခဲ့တာပေါ့အားကြစရာပဲနော်ကိုနိုင်အေးပေါ့ကွာပြုစုပြောထားမှုအားကောင်းတော့ပို့ထိုးလောက်ကလွှတ်ပြရမယ့်ပင်ပြုံငယ်လေးတွေဟာအများကြီးခေါ်ရမယ့်ပင်ကြီးတွေအများစားသောမှီဝဲရမယ့်ပင်ကြီးတွေဖြစ်နေဖူးလို့ပွင့်လို့တီးလို့တဆင့်မျိုးစေ့ကောင်းတွေကိုဖြန်းပြူလို့ဘလောက်အားရစရာကောင်းလိုက်တယ်လဲကွာဒီလိုဆိုရင်တက်တို့စီကလမ်းသေးလေးတွေကြမ်းမမတ်နဲ့ပြုပြင်ပေးလိုက်ရင်လူချုံလေးတွေဖြစ်နေအများကြီးမျှော်လင့်ချက်ရှိနိုင်တာပေါ့နော်ကိုနိုင်ခုနကပြောသလိုပညာပေးရုံနဲ့မကပဲမာဂရင်ကိုလိုဥယျာဉ်မှုတွေပေါ်ပေါက်စီစဉ်လိုက်တာနော်မျှော်လင့်နိုင်ပါရဲ့လေအစိုးရအနေနဲ့ကလည်းပြဿနာပေါင်း16000ကိုဒိုင်ခံဖြည့်ရှင်းနေရတာကလားဒီပြဿနာကိုလည်းဘလို့ခြေလမ်းသိနဲ့ဖြည့်ရှင်းမှုကိုအကြံထုံးနေတယ်လဲမှမသိတာကိုထိုခိုင်သမီးလက်တီတာကကိုနိုင်အတွက်ကိုစေပေါ်လိမ့်နဲ့မိချစ်ပြာခွများကိုလာချပေးတဲ့ဖြင့်စကားစလည်းပြတ်သွားပြန်သည်စကားကြောရှိခဲ့ပြီဖြစ်သောကိုနိုင်ကမူဆက်လက်ကိုမင်းညှိနေသည်အိမ်တွဲနဲ့ကားခုံပြီးကြရန်တူသောသမီးနီလာကတီယာနှင့်တရေကွင်းပြစ်ကစားရန်ကိုစကားဆိုနေသည်တာတာအတွက်ကမူဘောလုံးကင်ကထွက်လာပါသည်မိဘရဲ့ရင်ဝဲကိုခိုလုံးနေရသောကလေးများဖို့ပျော်ရွှင်ခြင်းချမ်းမြေ့ခြင်းဖြင့်ထာဝရလန်းဆန်းနေသည်မဟုတ်ပါလားဖရက်တို့လိုလမ်းသေးလေးများသည်ဆွဆွင်နှင်းတို့ကဲ့သို့မိဘများ၏လောင်းရိပ်မိသောကြောင့်ဖြစ်သည်လူကုန်တန်လောကကနေလမ်းသေးလေးများကိုမွေးထုတ်တတ်သလိုစင်းရဲချိုးတဲ့သောအလွှာမှာဂျပိုးတေလီလေးများကိုလည်းပေါက်ဖွားပေးနိုင်လေသည်အပြစ်မဲ့ကလေးများကိုဖျက်ဆီးသည့်တရားခံမှာစနစ်ပဲဖြစ်သည်လွန်ခဲ့သည့်နှစ်နွေကြောင်းမရက်တွင်သမီးများ၏တောင်းဆိုချက်အရဂျူပန်းကလေးပြုစုရေးဌာနသို့ကျမရောက်ဖူးခဲ့သည်အိမ်နောက်၏အစီမပြေမှုပရိပခကြားမှာဒဇာကန်ကလေးများနွမ်းပါချိုးတဲ့သူကလေးများအကြောင်းမျိုးမျိုးကြောင့်မိဘမဲ့နေတဲ့ကလေးများကိုတွေ့ခဲ့ရလေသည်သူတို့သည်မိဘမြတ်တာမခုံလုံးရလင့်ကစားပြုစုရေးဌာန၏မြတ်တာရဲ့အောက်မှာပျော်ရွှင်လန်းဆန်း၏နေသည်ကိုတွေ့ရသည်စနေကြသောပြောထောင်မှု၏အောက်မှာလူရင်ချိုကလေးများဖြစ်လာမည်အရေးမျှော်လင့်ရရှာသေးသည်နိုင်ငံရဲ့ရည်သွေးများအတွက်ကိုတာဝန်ယူထူထောင်ပေးနေသောအစိုးရနှင့်တာဝန်ယူအုပ်ချုပ်သူပြုစုသူများကိုအလွန်ပဲကျေးဇူးတင်ဖွယ်ရာကောင်းပါသည်မြစ်တာမိုးသိမ့်နေသောဤကလေးများအောင်မြင်ုံနှင့်ပင်စနစ်ဆိုးကိုနာကြီးစေသည်တရုတ်ပြည်မှဆိုရင်လဲရှင်မြေရှင်အရေးရှင်ခေတ်ကစနစ်ဤတံကိုလဲစင်းရခံနေရသောစင်ရသားမဝရီစာများ၏မွေးကင်းစကလေးငယ်များသည်မြို့ဝချောင်းငယ်တို့မှာဘောလုံးမျောကညှိပေါ်ဟောက်ဆက်လောက်အောင်ပင်ရှိခဲ့ဘူးသည်ဟုဆိုသည်တရေတကြွယ်တို့၏ခြေတော်တင်ဘွားနှင့်လင်္ကာမဖော်ဝင်းမဲမွေးဖွားလာရသောကလေးမြောင်များမှလည်းအပြစ်မဲ့သေးကြီးပျက်စီးနေရသည်ဤနိုင်ငံနှင့်စားသောကျမတို့နိုင်ငံကများစွာပင်တော်ပါသေးသည်တကယ်တော့ဤကလေးများမှာတိုင်းပြည်အရင်းနှီးပင်ဖြစ်သည်ဤကလေးများပင်နိုင်ငံထူထောင်ရာမှာအုံမြင့်မဟုတ်ပါလားဒီအချိန်မှာမူချို့အောင်မိတ်မိရဲ့ကိုနာမူချို့တလောက်ဆိုရင်ဘယ်ဘွားမျိုးကိုရောက်နေပြီလဲမသိဘူးရှုပ်ကလေးကလည်းလာမင်းကလေးကလည်းဖြစ်ပြန်ဆိုတော့သူ့ဘွားအောင်မတွေးရအောင်ပါပဲတောင်စင်ရင်မြအတွေးများနဲ့တူကျမရဲ့ကောင်းထဲမှာမူချိုကပေါ်လို့လာပြန်သည်ကိုနိုင်ရလည်းကျမရဲ့စကားနဲ့တူတွေးဝေးသွားရှာပါသည်အနေတိုင်းနေပြီဖြစ်သည့်လှုပ်ရှားမှုကလည်းရှင်ထဲမှာနောက်ကြီးလို့လာပြန်ပါသည်တတဟိုမှကြည့်စမ်းနဲတဲ့ဘောက်ဖက်ကြီးမဟုတ်ဘူးကိုနိုင်ကျမရဲ့ခါစားမှုကိုလမ်းလွဲလိုက်သည်လားတော့မဆိုနိုင်သူကမနေမဝေရှိနွယ်သားကြီးပြင်းကိုင်းတကိုင်းကိုကျမညွှန်ပြပါသည်ဘောက်ဖက်ကြီးသည်ပင်ပြို၏အရွက်ညွန့်အဖူတို့ကိုစားတောက်ထားလိုက်သည်မှာရစရာပဲမရှိတော့
သူ၏တကူလုံးမှလည်းအဝါလည်းစားတော့ထားရသဖြင့်ထွားကြိုက်တုတ်ခိုင်လာသည်မှာလက်မခန့်ပင်ရှိရာယွန်စရာအန်စရာပင်ကောင်းနေတော့သည်အဲ့ဘဝကြီးကတော့ဘူးနွယ်သားကြီးပင်လေးရမူချိုပေါ့သူဟာဘေဒီဆန်နေလိုက်သည်ဘေဒီအဖြေကိုမူကျမစဉ်းစားနေမိပါသည်ကျမစိုက်ပျိုးခဲ့သည့်ပန်းလေးတစ်ပင်ရှင်သန်ဖွယ်မျိုးဝေစာလန်းဆန်းနိုင်ရန်အတွက်မျောစာကြွေရေလောင်းပေးရတာမကအညွန်ဖိုးစကူစားသားမီအဖြတ်ကောင်တော်ပိုးကြီးလက်တွင်းသို့ရောက်နေသည်များမူချိုးဆိုသောပန်းကလေးတစ်ပင်ဖွင့်ပြိုးလန်းဆန်းလာမည်မဟုတ်ပေမူချိုးကြီးပဲတန်ရောစင်များမနေပါနဲ့ကွာမူချိုးရဲ့ကိုပွားလေးတွေကအများကြီးပါမူချိုးတယောက်တည်းကိုပြိုးထောင်းပေးုံနဲ့မူချိုးရဲ့ကိုပွားလေးတွေကလန်းဆန်းလာမှာမဟုတ်ဘူးလေအဓိကတော့ချက်ကဆိုရှယ်လစ်စနစ်အောင်မြင်မှုပဲအဲ့ဒီလမ်းစဉ်အောင်မြင်သွားတဲ့တနေ့ဆွဆွေတို့လိုတနာရှင်မစ္စတာဒဝတ်တို့လိုလူမဆန်တဲ့အလုပ်ရှင်ဒေါ်ဘူးတို့လိုခေါင်းမုံဖြတ်သမားတွေနလန်မထူနိုင်တော့ဘူးအဲ့ဒီခါကျရင်မူဆိုတို့လိုပန်းကလေးတွေဟာဆိုပြေလန်းဆန်းလာမှမလွဲပဲလေဒီတော့တတ်မူချိုးကိုကဲတင်ခြင်းနဲ့ဆိုရင်ဒီစနစ်အောင်မြင်မှုအတွက်ကိုနိုင်ရကနေတာဝန်ထမ်းမော့ကွာဒါပဲရှိတယ်တက်ကဘာများတာဝန်ထမ်းရမှာလဲဆိုပါအောင်တက်ရဲ့အပြည့်ထွက်အလုံးလုံးနေမှာပဲတာဝန်ထမ်းနိုင်တာမဟုတ်ဘူးဒီမှာမင်းတို့လိုအိမ်ထဲမှာနေတဲ့အရှင်မတွေကပို့ပြီးတော့အရေးကြီးသေးတယ်လူမှုရေးပြဿနာဆိုတာအိမ်အောင်ထဲကနေလာတာအမီဖရက်တို့လိုလမ်းသေးလေးတွေမပေါ်ပေါက်လာအောင်တိုင်းပြည်ရဲ့ဝန်ကိုအားကျုံမှန်တန်ဆောင်ရွက်ဖို့ထက်ကိုလက်ဝဲလက်ရရန်ရဲ့လော်ကီစီးစိတ်ခံဖောက်ပြန်တဲ့ယောက်ျားတွေမပေါ်ပေါက်လာအောင်အိမ်အောင်မှုတာယာအောင်လို့ဖန်တီးပေးနိုင်တာကအိမ်ရှင်မတွေပဲကွမြန်မာနိုင်ငံမှာလူဦးရေက26တန်းရှိတယ်အဲ့ဒီထဲမှာမိန်းမက14တန်းရှိတယ်အလုံးလုံးတဲ့မိန်းမဦးရေက3.2ခွန်တန်းဆိုတော့ကျန်တဲ့အများစုဦးရေထဲမှာတတ်တို့လိုအိမ်ရှင်မတွေပါနေတာပေါ့ဒါကြောင့်မိန်းမတွေအိမ်ရှင်မတွေရဲ့အထောက်အကူပြုမှုဟာပြေဝဝရမယ်ဆိုရင်မြန်ဆိုရှယ်လစ်ပန်းနာအောင်ရောက်မယ်လို့တော့ကိုနိုင်ကပြောချင်တယ်ကွာကြားရတော့ကနေတာဝန်ကျေဖို့ပဲလိုတာပါပဲကွာဒီနေ့ကနေစပြီးဒီစနေရဲ့နောက်ကျောဓာတ်နဲ့ထောက်တယ်လို့စနေဟောင်းအသက်သွင်းပေးတဲ့အပြုံးမှုတွေကိုရှောင်းကွာမှောင်ခိုတွေကိုအားမပေးနဲ့ချိုးကြံချွေတာတတ်ပါစေပကာသနာတွေကိုဘေးချိတ်ကွာကိုရင်မကောက်နီးစက်ရပတ်ဝန်းကျင်ကိုလည်းဆွဲဆောင်ကလေးတွေကိုလည်းလူတာဝင်းဆိုတာအောင်နားလည်ပလိစီကိုအားကိုတဲ့စိတ်ဓာတ်ကိုတူကိုထားတဲ့စနစ်နဲ့စူပေါင်းလိုအားတမှုကိုမျက်နှိုးတဲ့စိတ်ဓာတ်ပြီးချစ်တဲ့စိတ်ဓာတ်တော်ပါတော့ကိုနိုင်ရဲ့ဒါတွေကဆိုရှယ်လစ်နဲ့လူတွေမကြွေးကြော်ခင်တွေကတက်ကကျင်းသုံးခဲ့တာပါကလေးတွေလည်းတိတက်လိုက်တာမှာတတ်တော့ငငယ်ကနေတော့မတူဒီလိုမှပေါ့ကလေးတွေရဲ့လို့ပေါ်တန်သဘောထားလို့မရဘူးတိုင်းပြည်ရဲ့အနာဂတ်တကူကဒီကလေးတွေရဲ့လက်ထဲမှာပဲဒီတော့ဒီကလေးတွေရဲ့အသေးစိတ်တဲ့ဖွံ့ဖြိုးမှုကအခြေခံချက်တွေပဲမဟုတ်လားထိုခိုက်သားတော့ကဘောလုံးကိုခွက်ကနေဝင်းနိုင်ရန်ကိုကန်လိုက်ပြီးနာမဟာတူကွတကူရဲကြွေးကြော်အော်ဟဲလိုက်တော့တန်လေးကဆဆညံရိပ်သွားလေသည်သမီးနီလာနဲ့တီတာကလည်းတရေခွဲပြရမှာစိတ်ဝင်စားရနေကြသလိုသမီးကြီးအောင်မကလည်းစားအော်တုံးနဲ့အိမ်နေရရနေသည်ကိုင်းကိုနိုင်စကားပြောလို့တော့ကောင်းနေလိုက်တာညနေစာစားဖို့အချိန်တော်ပြီထင်တယ်ကလေးတွေလည်းစားလာရောပေါ့အေးကွာအေးကိုနာတောက်လက်ဆက်လက်ကိုပြခွက်ထဲသို့ထည့်လိုက်သည်ကျမနဲ့အတူထိုင်ရမှထားသည်ตาရသောညနေခင်းလေပြေလေညင်းကတက်သွေးသွေးပင်ရှိသည်အခန်း73ဖရိုက်မို့စီရင်ချက်ချသည့်နေ့ကကိုနိုင်သွားရောက်၍နားထောင်ခဲ့သည်ဆွဆွေတို့ကမျက်နှာကြီးတဲ့ဖြင့်အပေါင်းအသင်းရလဲဝင်ဆိုင်တော့စိတ်ဝင်စားပြီးလာနားထောင်နေသူတွေတော်တော်များတာကွကိုနိုင်ရတဲ့ဆင့်ကျမကိုသတင်းပါသည်ငားတဲ့ဝင်းလုံကလည်းနာမည်ကြီးပဲတက်တက်ဖရက်ကိုရုံငန်းထဲမှာအိမ်တွေရရမျက်နှာပိုးတည်တည်နဲ့မြင်ရတာဘဲမီဘိုကေစာတတ်တရက်ဖိလိန်ထားတဲ့ဘိုကေနဲ့ပစိုးနဲ့ဝင်ကြားလို့ပါပဲနို့အမှုကဘလို့စီရင်ချက်ချပြီးပြတ်သွားလဲဒဏ်ငွေရလိုက်တာပဲမဟုတ်လားဘဲဟုတ်မလဲပထမအဆုံးချိန်ဖြစ်တာကလည်းတကြောင်ငရေသူចောင်းသားဖြစ်တာကလည်းတကြောင်သူ့ရဲ့ဘွားရဲ့အညွတ်တလန်းကိုမျှော်ကိုတဲ့အနေနဲ့6လအတွင်းမှာကောင်းမွန်စွာနဲ့နေပါမယ်ဆိုတဲ့ခံဝင်ချက်နဲ့ပညာပေးဆုံးမပြီးတော့ပြတ်သွားတယ်တက်ရဲ့ကောင်းပါလေကိုနိုင်ရဲ့နှုတ်ဆွဆွရောကိုနိုင်နဲ့စကားပြောရသေးလားပြောချင်များပါဦးတက်ရဲ့သူခမရမှာလဲမျက်နာတော့တဲမကောင်းဘူးဦးမျိုးလက်တယောက်ကိုလည်းမမြင်မိဘူးကိုလည်းဖရက်ကိုသာအပိစကားပြောပြီးတော့ရုပ်အချိန်မီပြေးရတာဆွဆွစီကိုတော့တက်လဲသွားတွေ့အောင်ပါပဲသူခမရလဲသားသမီးတွေအတွက်ကိုစိတ်ချမ်းသာမှုမပေါ်ဘူးအငယ်မြောက်ကလည်းဘယ်လိုလာအောင်လဲမသိဘူးဒါမဲ့ဖရက်လောက်တော့စိုးပုံမရဘူးအေးသားသမီးကိုငယ်ရစင်မှမဆုံးမရင်ကြီးရင်ရန်သူဖြစ်တယ်ဆိုတဲ့ပညာရှိစကားဟာတဲုံမှန်ပါလားနော်အနားမှာထိုင်းနေတော့တော်ကြီးဟာချူတံပါလို့ညီးလိုက်ခြင်းပဲဖြစ်သည်ဤတစ်ချိန်မှာတကယ်ပဲဆွဆွနေထံသို့သွားဖြစ်ခဲ့လေသည်ဟ
ဟိတ်သက်ဒါကြောင့်မိုးအုံနေရကိုမလာစဘူးရောက်လာတော့ကျမအောင်မြင်လင်းဆွေနဲ့ကအားရဝမ်းသာနဲ့နှုတ်ဆက်ရှာသည်ဦးမျိုးလက်ရဲ့ကားလေးရှင်းမိုင်ဘက်ကိုမောင်းသွားတာကိုကိုမြင်လိုက်တယ်မင်းပါသွားတာအောင်မတွေ့လို့ကိုဒီကိုဆက်လာခဲ့တာဆွေနဲ့ကတန်ဆွဲတကားကိုသူကိုယ်တိုင်ပဲဖွင့်ပေးသည်တိတ်ရကော်ဒါမှာဝင်းဦးရဲ့တချင်းတန်ကိုညင်ညောင်းစွာနဲ့ကြားရုံမှအပါတိုင်လုံးကတိတ်ဆိတ်ရိပ်နေသည်ဘာတွေလဲကွာမင်းအထုပ်ကအော်မင်းကြိုက်တဲ့ညာပဲဘုတ်6ရဲ့အမဲ6ရဲ့တနခါတော့ရဲ့ပါကိုစီကိုအညာဆွေမျိုးတွေကပို့လိုက်တာကိုကလည်းမင်းကြိုက်တယ်မှန်သိလို့တဆင်ခွဲယူလာတာလေဆွေနဲ့ကကျမယူလာတဲ့အထုပ်ကိုဝမ်းသာအားရနဲ့ဖြန့်ဖြေသည်ပဲဘုတ်ကတော့ဆွေကြိုက်ပဲအမဲကြောက်ကတော့ကိုမြင်သဘောကျလိမ့်မယ်ဟောဒီတနခါကတော့သမီးလေးမြင်ဘလောက်ဝမ်းသာလိုက်မလဲအော်သမီးလေးကတနခါကြိုက်တကူဟဲဘယ်နဲ့ပြောပါလဲကြိုက်လိုက်တာမှတိတ်ကိုကြိုက်တာတင်းစီမှာရှင်းမတောင်တနခါတဲ့ရွှေဘိုးတနခါတဲ့တတော့930ပေးရတာတော့ဝယ်လိမ့်တာသူတို့เจ้าသူတွေကတနခါခေခစ်ထနေတာလေအမေဘကွက်တောင်ကွက်လိုက်သေးရဲ့အေးလေကိုတို့ခေတုံးကလို့ရတယ်လေမဆာဖတာခေတို့မဟုတ်တော့ဘူးကိုပြည်ရင်းဖြစ်ကိုအားပေးမှမြန်မာဆန်မဂုံယူတဲ့ခေတ်ကိုရောက်နေပြီကိုကျမရဲ့စကားကြောင့်ဆွေနေကခိုးခေလေးရှဲသည်နှုတ်ရတယ်လေတို့မဆာဖတာတို့ကလည်းဝယ်လိမ့်ချင်လို့ဝယ်လို့ရတော့တာမှမဟုတ်ပဲဒီတော့နိုင်လို့မရလို့ပိတ်ပေါက်ကြိုက်ရတယ်ဆိုတဲ့စကားလို့ပေါ့ဆွေနေကအထုပ်များကိုဒေါ်မေခကြီးကခေါ်ရေးအပ်လိုက်ပြီးနောက်ကျမနားမဝင်ထိုင်နေဆွေကတနခါမလဲမှုသေးလို့ပါတနခါကလဲမြင်ဆွဲရောရေချိုးပြီးတော့တနခါလှုပ်လိုက်စမ်းအသားရည်ကိုအေးမွေးပြီးတော့ကြည်လင်းသွားတာပဲဆွေနေရပြုံးကကျမမျက်နှာမှာတနခါလေးမြောက်အောင်ကြည့်သည်ဆွေကတော့ခရင်လင်းနေကြဖြစ်နေတယ်ခရင်လဲမိပေါင်းနာပတ်လေးရလိုက်ရမှမျက်နှာလှပပရှိတယ်လို့ပဲတကယ်တော့တနခါမှအေးခန့်ဖူကန်ချွေးထက်ကန်ကျမရင်းနဲ့ညီညွတ်တာချွေတာကြီးလဲကြတယ်မိတ်ကပ်တို့ခရင်တို့ကဓာတုဗီရာနီးရဖော်ဆက်ထားတာအဲ့ဒီထဲမှာဖျောင်းပါတယ်ဆိုပဲဒါကြောင့်ဆေးထားတာပြစ်ချွဲရင်းနဲ့အသားကိုလည်းပူလောင်စေတာပေါ့တဘာဝချွေထားရမယ့်အပေါက်လေးတွေကိုလည်းပိတ်စီတယ်လေဈေးကလည်းကြီးပါပြီနဲ့မိမတွေကဘာကြောင့်များနိုင်ငံခြားဖြစ်တွေကိုဒီလောက်တော့တန်းဆွဲနေရလဲမသိပါဘူးကွယ်ဒါကတော့နိုင်ငံခြားဖြစ်တွေကိုတော့မှခက်မိတယ်ထထန်းကြရဲဆိုတဲ့အယူဆတွေကြောင့်မတသက်ရဲ့ဟုတ်လဲဟုတ်သားပဲတနခါပြိုးနှုတ်ကောက်ဆိုင်နေဘူးကအကြမ်းခံနေနဲ့ကောင်းမိမယ်ပွဲမဝင်ဘူးလေမိတ်ကပ်တို့ခရင်ဘတ်တို့ကလိမ့်လာရဲ့ရုပ်လှကိုပေါ်လင်စေတယ်ဒါကြောင့်အလှကြိုက်တဲ့မိန်းမတွေအနေနဲ့ဒါတွေကိုလက်မလွတ်နိုင်တာပေါ့ကွယ်ဆွေနေသည့်တနခါတဲ့မိတ်ကပ်ကတာပါသည်ဆိုတဲ့ယူဆကိုလက်မလွတ်တန်းစုပ်ကင်ထားလို့ပုံနဲ့ရသည်ကျမကလည်းအလျှော်မပေးနိုင်ပါကြီးဒါမဲ့ဆွေရဲ့မိတ်ကပ်တို့ခရင်ဘတ်တို့သုံးနိုင်တဲ့လူဒန်းစားကမြို့ကြီးဆန်အထက်တန်းလွာလူဒန်းစားပါလက်တဆုပ်စာပါအဲ့ဒီအထက်တန်းလွာလူဒန်းစားကိုအလဲလက်လူဒန်းစားကအားကျအတူခိုးကြပြန်တာပေါ့အလုတ်သမားတို့လက်သမားတို့လက်လုံလက်စားအများစုတို့ကတော့မိတ်ကပ်လူပြီးအလားချင်းပြိုင်ပွဲခဏခဏထိုင်းမနေအားပါဘူးသူတို့အနေနဲ့ကတော့ဟိုတော့ခါကလည်းတနခါလောက်ပဲအားထားခဲ့ရတော့အခုတိုင်းပြည်ချွေတာကြီးဒီပစ္စည်းတွေကိုမသွင်းတော့ဘူးဆိုတော့လေဝမ်းမနေနေကြပါဘူးမတန်းနာကြဘူးခန့်နေတာမင်းတို့ငါတို့တွေပဲကျမဆွေနေတယောက်တည်းကိုလက်ညှိုးမထိုးပဲကိုပါဆွဲထဲကြီးပြောလိုက်သည်ဒေါ်မေခသည်လက်ဖက်ရည်ပွဲကိုလာရောက်ရေးချပေးသည်ကြိုက်တောင်းတတ်ငါပြောသေးတဲ့စားကျမသည်ဆွေနေကမ်းမိတော့ရှင်ငါပြောသေးတလုံးလှမ်းယူရင်စကားကိုဆက်လိုက်ရသည်ခတ်တာတော်တော်ခတ်တာနော်ဘာဖြစ်ဖြစ်နိုင်ငံခြားဖြစ်ကုန်မှအထင်ကြီးတန်းတန်းလှုပ်ချင်တဲ့စိတ်ကမပြောက်ဘူးစီဝါရီရဘယ်လိုကုတ်စင်းတော့ကပညာနဲ့စီဝါရီရဘယ်လိုကုတ်စင်းတော့ကပညာနဲ့ချူတာပါအောင်လို့ညီးနေတဲ့အမျိုးသမီးတွေကတယောက်ကပါတိတ်ဆိုရင်အကုန်တိတ်တယောက်ကဂျော်ဂျက်ဆိုရင်အကုန်ချက်မှောင်ခိုဈေးကိုအပြိုင်ဆိုင်မဲ့အားပေးနေကြတာသူတို့ပဲပေါ့ကွယ်နောက်ပိုင်းမှာမိန်းမတွေကအခုလိုမော်ကြောဝယ်စားကျင်နေတာနဲ့အရှိပိုင်းရယောက်ျားတွေကမတော်တရားလက်စားတာတို့ဖောက်ပြန်မှုတွေဖြစ်ကုန်ကြတာပေါ့ဒါနဲ့ဆွေဖရက်ကတူးမှုလည်းပြီးသွားပြီနော်ပြီးသွားပြီလေကိုလည်းစိတ်ချင်ပေါက်ရှိလို့ဘသူ့မှမကပ်ဘူးဝက်လုံးလေးငါပေးပြီးသူ့တိုင်းနဲ့သူ့ကန်လို့မျက်နှာလွှဲထားလိုက်တယ်မကောမကပ်ပေမဲ့လည်းတရားဥပဒေတိုင်းတော့ဖြစ်လာတာပဲမဟုတ်လားဒီလောက်နဲ့ပြတ်သွားတာပဲကိုဖြစ်ဝမ်းသာလို့မဆုံးဘူးတို့ပေမဲ့လည်းဖရက်ကိုဒီတိုင်းတော့မလှော်ထားနိုင်အောင်နော်ဆွေလေးကလက်သေးချုံများအချင်းချင်းကလော်ရင်ဆွေကအမေပဲလေဒီသားကြောင့်ဆွေကပိုသိရပါဒီကောင်ဟာငယ်ကလေးကမိဘထိုင်းဆိုရင်ထိုင်းတဲ့ကလေးမဟုတ်ဘူးသူလုံးချင်တာကိုလောရမှာပဲကျင်းနေတာတတိကိုစိုးတဲ့ကလေးဆွေတော့စိတ်ပြတ်တယ်တက်ရဲ့ဒီလိုရုံးမြက်ကနာရောက်ရတော့ဆွေတို့မှဘလောက်အဆက်ခွဲရလဲကိုကဆိုရင်စိတ်ဆိုးလုံးလို့အိမ်မိုးတော့အတက်မခံဘူးအခုမှသားကလည်းတောင်းမှန်အားလုံးကဝမ်းတောင်းမှန်လို့ပြန်တင်တာ
ဟိုဖရက်ကတောင်းပန်ပေါ်တော့ရတဲ့ကလေးပဲလေဒီလိုဆိုရင်ဘယ်ဆိုးလို့တော့မင်းတို့ဒီလိုလုပ်ရင်ကလေးကစိတ်ဓာတ်ပို့ပြီးတော့ထိခိုက်မှာပေါ့ဒီနေ့တည်းကရိုးနေပါပြီတက်ရဲ့ခွေးမိကောက်ကြီးတော့စော့ပါဆွေတော့လက်မြောက်ပြီးပြီသူ့ဘဝကိုသူဖန်တီးလိုက်မယ်ဆွေနဲ့ကလက်ဖက်ရည်ပကံကိုကျမဘက်သို့လှမ်းပေးလိုက်သည်သူကိုယ်တိုင်လည်းလက်ဖက်ရည်ကိုတုံငုံချင်းငုံငါတွေးတော့စဉ်းစားနေပုံလည်းရသည်သူ့မျက်နှာမှာအကြည့်တက်ကလုံးဝကင်းမဲ့နေသည်ကျမသည်ဆွေနေမချမ်းမြေဝဲပုံပန်းအောင်ကြည့်ပြီးနွမ်းလျားရီသွားမိသည်ဆွေရဲ့ကိုချစ်တဲ့တငယ်ချင်းရဲ့သားကိုသားလေးလို့ပူပန်ပြီးလို့ပြောတာပါဒီကလေးကိုမင်းတို့ငယ်စဉ်ကကြိုးကင်မှားခဲ့တယ်လို့ကိုကတော့ထင်တယ်စိတ်တော့မဆိုးနဲ့ဆွေကိုပြောမယ်အခုချိန်မှဒီကလေးကိုအကြမ်းပတမ်းဆက်ဆံလို့တော့ဘယ်နည်းနဲ့မှရမှာမဟုတ်ဘူးဆွေတို့ကသူ့အကြိုက်ကိုလိုက်ပြီးအလျှော်ပေးဆက်ဆံရမယ့်အချိန်သူ့အကြိုက်နည်းနည်းလိုက်ပြီးကိုလိုရအောင်များများသိမ်းသွင်းရမယ့်အချိန်ပညာသားပါရဲ့နော်အလိမ္မာကိုအများကြီးလဲလိုတယ်အခုတိုင်းလှော်ထားမယ့်အစားစူးစမ်းကြည့်စမ်းပါလားဆွေနဲ့ကဘာမှတုံ့ပြန်မမရစပွဲပေါ်မှာ secret ဘိုးကိုလှမ်းယူကမီးညှိလိုက်လေသည်တခုရှိသေးတယ်ပုပ်ကိုခင်မတရားမင်းနဲ့ဆိုတဲ့စကားလေးမင်းပေါ်ဖရက်ကယုံစားဖို့အားထားဖို့ချစ်ခင်လေးစားဖို့မင်းကိုယ်တိုင်ကနေထိုင်တတ်ရမယ်ဆွေမင်းကဟိုတုန်းကလိုပျော်ဝဲရှင်ပွဲတွေကိုသွားကလေးတွေကိုမူဆွေးရဲ့လက်ထဲမှာဝါကုတ်အထားတဲ့နည်းမျိုးမင်းကနေခြင်းတလို့နေရမျိုးအဲ့လိုတော့လုံးလို့မရအောင်နော်ကလေးကိုစီကန်းရှိပါလို့တဖွားဖွားနဲ့ဆုံးမနေမယ့်အစားကိုယ်တိုင်ကစီကန်းရှိရှိနဲ့နေပြတာကပို့ပြီးတော့ထိရောက်တယ်လေသူ့ကိုလူဆိုးလေးလို့ဝိုင်းပယ်ထားမယ့်အစားသူ့ကိုမင်းတို့ကချစ်ကြောင်းဂရုစိုက်ကြောင်းအထင်ကြီးကြောင်းယုံကြည်ကြောင်းသူ့အတိမှာဝင်စားနေဖို့ကလည်းလိုတယ်တက်ကအပြောကတော့လွယ်တာကိုလက်တွေ့ရမလွယ်ဘူးတက်ရဲ့အေးလေလွယ်တော့ဘယ်လွယ်မလဲတစ်ပင်တပင်စိုက်တယ်ပဲဆိုပါတော့မျောစာကြွေးမျိုးစေ့ချရေလောင်းပေးအပင်လေးပေါက်လာတော့ခွေးမတိုးကြက်မရက်ရအောင်ကြက်မှန်လောင်းရင်မမိအောင်လို့ဂရုစိုက်ဒီလိုပြောထောင်လို့ကြီးမင်းလာတဲ့တစ်ပင်လေးဟာသူ့အချိန်နဲ့သူတန်မာပဲလန်းဆန်းပြီးတော့ဖူးပွင့်လာမှာပေါ့ငယ်တော့ကတော့ပေါက်ချင်တယ်လို့ပါဖြစ်ကြတဲ့ဆန်းနဲ့ကြီးပြင်းလာပြီးမှအခြားတန်မာတဲ့တစ်ပင်များလို့ဖူးအောင်ပွင့်အောင်ဝေဆောင်အောင်လုပ်ရတဲ့လောက်ကပို့ပြီးတော့မလွယ်ဘူးပေါ့ဆွေဒါမဲ့စူးစမ်းရင်တော့ရနိုင်တာကြီးပဲလေအပင်မခံပြီးစူးစမ်းလုံးမှမရဘူးဆိုရင်သူ့တိုင်းနဲ့သူ့ကံပဲပေါ့စူးစမ်းကြည့်စမ်းပါအောင်အရေးကြီးတာအကူကဖရက်ကညာချောင်းသမားဆိုတော့တနေ့လုံးအချိန်ကအလဟားသက်ဖြစ်နေတယ်လေအဲ့ဒီချိန်နေ तू မဖြုံးနိုင်အောင်လို့အလုပ်တစ်ခုခုရှာကြံပေးနိုင်ရင်တော့အကောင်းဆုံးပဲသိလားကျမရဲ့ဆရာထက်တာမှုကိုဆွေနဲ့ရတဟားဟားနဲ့ရှဲသည်အလုပ်အမလီသူ့ရဲ့ပညာလေးကိုယ်တိုင်နဲ့ဘယ်မှာလာပြီးအလုပ်ရမလဲတဲ့ဆွေလည်းအဲ့လိုစဉ်းစားမိတော့ကိုပေါက်ရောက်တော့စူးစမ်းပြီးသားပဲအလကားပါ82ကျက်တဲ့ပိုတဲ့အလုပ်ကိုမရအောင်ဖရက်ကလည်းဒီလိုဓမ္မနောက်ပိတ်ခွေးလုံးမှာမဟုတ်ဘူးရှင်းပြောရရင်အဲ့လိုအလုပ်မျိုးကိုဆွေကိုယ်တိုင်ကလည်းသဘောမကျဘူးဆွေမျိုးတွေကလည်းသဘောကျမှာမဟုတ်ဘူးဆွေဒီဖြစ်ဒီအချိန်တွေကိုရောက်ရလို့ဝမ်းသာအားရဖြစ်နေကြမဲ့ပတ်ဝန်းကျင်အဲ့ဒါတွေရဲ့မင်းငေါ်တာကိုလည်းဆွေမခံနိုင်ဘူးကျမမှာကိုနှစ်ဖူးကိုထူးချင်စိတ်ပေါက်လာမိသည်ဖြစ်ရလေဆွေရဲ့မင်းကူးလောက်နှုံမှန်းကိုတတ်ကူးမှပဲသိရတော့တယ်ပတ်ဝန်းကျင်ကမင်းငေါ်တာကိုခံမလားကိုသားဒီလိုပျက်စီးနေတာကိုလက်ပိုက်ကြည့်နေမလားပြောစမ်းမအောင်ကွယ်အလုံးလုံးတာနဲ့များငေါ့ချင်ငေါ့ဆမ်းပါစေအလုံးလုံးလို့မင်းငေါ်တဲ့တာဝါအောင်များမင်းရလေဂူးဆိုင်မနေစမ်းပါနဲ့ဒီမှာလာကနေတော့ဘာဖြစ်လဲရွယ်ချက်ကိုကပတ်စံရဖို့အလုံးလုံးတာမဟုတ်ဘူးလေသူ့ဘဝကိုသူနားလဲသွားအောင်တာဝန်ဆိုတာသဘောပေါက်အောင်အတွေးသိအမြင်သိရအောင်ပြီးတော့လက်ရှိပေါင်းသင်းနေတဲ့ရောင်းရင်းနေနဲ့လည်းတဖြည်းဖြည်းနဲ့လမ်းကွဲသွားအောင်သဘောပေါက်ပြီလားယင်ပတ်စံကဘာလုပ်ဖို့လဲမင်းတို့မွေးတာကဒိုးတဲ့10ပြန်တော့တာဝါသေးတယ်ဆွေရဲ့ဒီမှာဆွေအတွေ့မလဲနဲ့အလုံးရရင်လုပ်ပလိစီ82ကျက်စားလုံးရလို့ဂုံငယ်เจ้าအောင်လဲဖရက်ကိုလည်းနားသွင်းတတ်ပါစေရှိုးကြဝယ်ပြီးရောင်60ဘွားနဲ့ပေတင်းနေမဲ့အစားအလုံးလုံးတာမှဂုံရှိသေးတယ်ခေတ်ကအလုံးလုံးမှဂုံရှိတဲ့ခေတ်ကွယ်ဆွေနဲ့ကကျမပြောကိုလက်ခံခြင်းမပေါ်မတုံမလုပ်ပင် secret မီကိုရန်ကြီးကိုငေးကြည့်ရနေလေသည်ကျမလည်းစကားပြောရလုံးလေအမြုပ်ထွက်ရနေပြီအိမ်မှာသားကိစ္စလင်ကိစ္စအိမ်မှုကိစ္စများကနောက်ဆက်တဲစရာရှိနေသေးသည်မို့ပြန်ရန်ဟန်ပြင်ရတော့သည်ကဲဆွေကိုလည်းသွားအောင်ပါပဲဘာမှတော့စိတ်ညစ်ခမ်းနေနဲ့နော်ကိုပြောသလိုစမ်းလုပ်ကြည့်အောင်ဦးမျိုးလက်ကိုလည်းခုလိုသားကိုပြရတတ်မလို့ဖို့မင်းရပဲဖြောင်းပြပေးနော်ဆွေနဲ့မျက်နှာမသားရပဲမတွေ့ရသည့်ကာလတွင်အိုစာသွားသည့်ဆွေကိုကြည့်ရင်းနဲ့စိတ်ချမ်းသာမှုမရှိကြောင်းမှထင်ရှားသည်ငွေရှိတိုင်းကုန်ရှိတိုင်းစိတ်ချမ်းသာမှုမရပါတကားကျမသည်ဆွနဲ့လိုက်ဖို့မျိုးလက်မခံပဲဘတ်စကားနဲ့ပြန်ခဲ့သည်တလန်းလုံးမိဆွနဲ့အတွက်ကိုစဉ်းစားရလာခဲ့သည်ဆွနဲ့အသိဉာဏ်ကိုဂုံပကာသနာတိန်တလာများကဖုံးကွယ်ထားသည်ဟုကျမထင်သည်ဤတိန်တလာများကြောင့်အမှန်တိုင်းမမြင်ဂုံနဲ့ငွေကိုရှည်တန်းတင်လို့သည်
ဤကုံနေငွေတွေကင်းကွာလာသည့်အချိန်မှာဆွဆွနေသည့်အမှန်တရားအောင်မြင်လာမည်ဤခါမှဂုံးဆိုသည်မှာငွေမဟုတ်ရှာတော့မဟုတ်ကြောင်းကိုသဘောပေါက်လာလိမ့်မည်